သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တပူရဲလာပြီးကျော်4ရက်နေ့ရန်ကုန်တိုင်းတာမွေမြို့နယ်မလွှကုန်းထေးကျဲကရက်ကွက်တထေလံမိသားစုရှင်းနေမြောက်ဝါတွင်ဝါဘဆွမ်းလောင်းအလှတော်ဘွဲနှင့်ဆက်လျင်၍သတ္ထအကျိန်မြောက်ဆင်ရင်ကျင့်ပပြုလို့အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောဘဝအရေးစိတ်အေးရလေအောင်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုပြုအတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြင်ညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ချင်လဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ကြီးကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျုပ်ကိုအထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးတရက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြင်ညာထူရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော့ပြီးကရောယုကျူးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘုန်းကြီးတို့ဒီကနေ့ဘဝအရေးစိတ်အေးရလေအောင်ကိုမေကုံထုတ်ကြည့်လူတိုင်းဟာဘဝရထားတယ်ကိုဘဝအရေးမှစိတ်အေးချရပြီလားဆိုတာဘဝအရေးစိတ်အေးဖို့ဘာတွေလိုအပ်တယ်လဲလို့ဘုရားမြတ်စွာကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကနေပြီးတော့ဟောကြားထားတဲ့တရားဓမ္မတွေဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေဘဝအရေးစိတ်အေးဖို့ဘာတွေလုပ်ရမလဲဆိုတာမှန်ကန်တဲ့နိလန်းကိုချမှတ်ပြီးတော့ဟောပြောထားတာရှိတယ်။သို့သောလောကမှာရှိတဲ့လူသားတွေကတော့ဘဝအရေးစိတ်အေးဖို့ဆိုတာတခြားနည်းနဲ့ပဲတွေးပြီးတော့လှုပ်ဆောင်ထားလေရှိကြတယ်။ဥစ္စာတွေပြည့်စုံတယ်နေစရာထိုင်စရာတွေအကုန်ပြည့်စုံတယ်အလုံးလူတွေသေးမရှိအောင်ဘဝတစ်ခုမှာရရှိထားပြီဆိုရင်လူတွေကပြောကြတယ်ဘဝအရေးတော့စိတ်အေးရပြီလို့ပြောကြတယ်တကယ်ရောစိတ်အေးရတာဟုတ်ကလား
မရှိတဲ့လူကလည်းစိတ်မအေးရဘူးရှိတဲ့လူကလည်းစိတ်မအေးရဘူးဒါဖြင့်စိတ်အေးတယ်စိတ်မအေးရဘူးဆိုတာရှိမရှိနဲ့သက်ဆိုင်ရလားမသက်ဆိုင်ဘူးပတ်စံချမ်းသာတဲ့လူကလည်းစိတ်အေးရတာမဟုတ်ဘူးဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်းစိတ်အေးရတာမဟုတ်ဘဝတန်တရားခရီးကိုလျှောက်တဲ့အခါမှာဒီဘဝနောင်ဘဝဆိုတာယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီဘဝမှာရှိနေကြတယ်လူတွေကမိမိတို့ဒီဘဝရှိတယ်ဒါကိုတော့လူတိုင်းလက်ခံကြတယ်နောင်ဘဝရှိတယ်မရှိဘူးဆိုတာလူတိုင်းလက်မခံဘူးပေါ့သို့တော်လည်းဒီဘဝအရေးစိတ်အေးရတဲ့ပုဂ္ဂိုလ်တွေရောရှိရလားဆိုလို့ရှိရင်မရှိနိုင်ဘူးလုံးဝစိတ်အေးရပြီလို့ပြောတဲ့ပုဂ္ဂိုလ်ကတကယ်ရောစိတ်အေးရတာဟုတ်ကလားမဟုတ်ဘူးသို့တော်သူတို့ကတော့ပြောကြတယ်ဒီဘဝမှာစိတ်အေးရပြီလို့ဒီလိုပြောကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဟောပြောချက်ကလောကလူသားတွေရဲ့အထင်အမြင်တွေနဲ့တလွဲစီပဲဖြစ်တာများတယ်ဒီတရားကိုလောကအရေးစိတ်အေးဖို့ဆိုတဲ့အကြောင်းချင်းရာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကသံယုတ္တနိကေအာလာဝကသုတ်တံမှာဟောထားတာရှိတယ်အာလာဝကဆိုတာအလုံးသိကြတဲ့အတိုင်းပဲယက္ခလို့ခေါ်တဲ့အမတန်ကြမ်းတမ်းတဲ့ဘီလူကြီးတကောင်သို့တော့ဒီကနေ့အာလာဝကဟာထိုကဲ့သို့ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘူးဘုရားမြတ်စွာရဲ့တရားဓမ္မကိုနာယူပြီးတဲ့အခါမှာအမတန်မှလိမ္မာယဉ်ကျေးပြီးတော့သောတာပန်ပုဂ္ဂိုလ်ဖြစ်နေပြီသို့တော်လည်းဒီကနေ့မြန်မာနိုင်ငံမှာပယောဂဆရာတွေကအာလာဝကမှော်သွင်းတယ်ဆိုပြီးတော့ကြမ်းပြနေကြတော့မှရှိသေးတယ်တကယ်တော့အာလာဝကစာလာပီလာအာလာဝကဆိုရင်ကျမ်းဆရာရှိပါအောင်မလားသောတာပန်ဖြစ်သွားလို့ရှိရင်တော့အာလာဝကကျမ်းမဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘူးတဲ့နော်အမတန်လိမ္မာယဉ်ကျေးပြီးတော့သူကဘာပြောခဲ့တော့ဆိုရင်သောအဟံဝိစရိတာမိဂာမာဂာမံပုရံပုရံနမတ္တမာနောတံဗုဒ္ဓံသူပြောတဲ့စကားလေးကဝိဟရိတာမိတပ္ပဒတရွာကနေတရွာတနယ်ကနေတနယ်တမြို့ကနေတမြို့မြတ်စွာဘုရားကိုလက်အုပ်ချီမိုးရှိခိုးပြီးတော့သူကသွားလာပါမယ်လို့ပြောတာဘယ်တော့ယဉ်ကျေးလဲဆိုဟိုမြို့ဟိုရွာဟိုမြို့ဟိုနယ်ဒီနယ်လျှောက်ပြီးတော့သွားတဲ့အခါမှာဘုရားကိုယ်သာလင်ဥထိတ်ထားပြီးတော့သူသွားပါမယ်လို့ပြောတဲ့ပုဂ္ဂိုလ်တူဖြစ်နေပြီဟုတ်ကလားအမတန်လိမ္မာယဉ်ကျေးသွားပြီသို့တော့တစ်ချိန်တုန်းကတော့အမတန်မှချမ်းတမ်းတဲ့ပုဂ္ဂိုလ်ဆိုတာဟုတ်တယ်စိတ်ချမ်းကိုချမ်းအမတန်မှချမ်းတမ်းပေမဲ့လို့ဘုရားမြတ်စွာရဲ့တရားဓမ္မကိုနားလိုက်ရတဲ့အခါမှာအလွန်ကိုတိမ်မွေ့ပြီးတော့ယဉ်ကျေးသွားတဲ့ပုဂ္ဂိုလ်တူတဲ့အောင်ရင်း၈ပါးထဲမှာတွေ့ကြလိမ့်မယ်ပေါ့အာလာဝကဘီလူချွတ်ခန်းဆိုတာနော်သို့တော့ဒီအာလာဝကမြတ်စွာဘုရားကအနိုင်ရလိုက်တာလေးကိုသာပြောကြတယ်ထိုအာလာဝကကမေးလို့မြတ်စွာဘုရားကဖြေခဲ့တဲ့တကယ်အနှစ်သာရပိုင်းကိုအသိနည်းနေကြသေးတယ်ဒီကနေ့အနှစ်သာရပိုင်းကိုကြည့်ကြရအောင်ထိုအနှစ်သာရဘိုင်းကသာလေမိမိတို့အဖို့တန်ဖိုးရှိတယ်လို့မှတ်ထားနော်တရားနာတဲ့အခါမှာဇလန်းဇက်ွက်ကအဓိကမဟုတ်ဘူးထိုတရားဓမ္မမှာလာတဲ့လိုက်နာကျင့်သုံးเสียသင်္ကန်းစာတွေရဖို့ကအရေးမကြီးဘူးလားကိုယ့်ဘဝမှာဘဝခရီးကိုရှောက်လန်းတဲ့အခါမှာဘယ်အရာတွေကအရေးကြီးတယ်လဲဆိုတာလူတိုင်းသိသင့်တာပေါ့အရေးမကြီးတာတွေကိုအရေးကြီးတယ်ထင်ပြီးတော့သွားမယ်ဆိုလို့ရှိရင်နောက်ဆုံးအချိန်ရောက်တဲ့အခါမှာဒုက္ခမရောက်ပေဘူးလားဒါကြောင့်မို့လို့အရေးမကြီးတာကိုအရေးကြီးတယ်လို့မထင်ရလေအောင်မထင်မှားလေအောင်အရေးကြီးတာကိုလည်းအရေးမကြီးဘူးလို့မထင်မှားရလေအောင်အရေးကြီးတာကိုအရေးကြီးတယ်လို့သိရမယ်အရေးမကြီးတာကိုအရေးမကြီးဘူးလို့အမှန်တိုင်းသိရမယ်ထိုကဲ့သို့အမှန်တိုင်းသိဖို့အတွက်တရားဓမ္မနာယူရတယ်နာယူပြီးတော့တရားကနာယုံတက်တက်နဲ့အကျိုးရှိမှာမဟုတ်ဘူးဆေးနဲ့အလားတရတူတယ်
ဆေးဆိုတာကတောင်းမှယောဂပျောက်တာမိမိအိမ်မှာအစင်သင့်ဝယ်ထားပြီးတော့ပလင်းနဲ့ထည့်ထောင်ထားရုံနဲ့ယောဂပျောက်ပါမလားမပျောက်ဘူးထို့တူပဲမြတ်စွာဘုရားတရားတော်ဟာနာယုံနာထားပြီးလိုက်နာကျင့်သုံးမှုမပြုဘူးဆိုရင်အကျိုးတရားကိုအပြည့်အဝဖြစ်ထွန်းစေမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာလုပ်ငန်းနှစ်ခုအမြဲတမ်းဟောခဲ့တယ်နံပါတ်1ကပရိယတ်သင်ရမယ်ဟောတာနားထောင်တာသင်တာပဲเนาะနောက်တစ်ခုကပฏิပတ်လက်တွေ့ကျင့်သုံးရမယ်လို့ဆိုလို့ခေတ်စကားနဲ့ပြောရင် theoretical နဲ့ practical ပေါ့ဒီအချက်နှစ်ချက်ကို theory အနေနဲ့လည်းသိရမယ်လက်တွေ့လည်းကျင့်သုံးနိုင်ရမယ် theory သာရှိပြီးလက်တွေ့ကျင့်သုံးလို့မရတဲ့တရားဆိုလည်းသိတန်ဖို့ရှိမှာမဟုတ်ဘူးဒါကြောင့်မို့လို့အသိဉာဏ်တစ်ခုဟာလက်တွေ့အသုံးချရတဲ့အသိဉာဏ်မျိုးဖြစ်ဖို့လိုတယ်တဲ့ဒါကို apply လုပ်တယ်လို့ပြောကြတာပေါ့လက်တွေ့အသုံးချတဲ့ပညာဟာအမတန်မှတန်ဖိုးရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောဒီတုတ်တန်ဖြစ်လာတဲ့အနေထားကဘယ်လိုဖြစ်လာတုံးဆိုတော့စัจ ကြောင်းလေးကိုတူတူလေးပြောအလာဝကစัจ ကြောင်းအလုံးသိနေကြမြတ်စွာဘုရားကတခါတုန်းကအာလဝီပြည်အာလဝီမြို့ထိုအာလဝီမြို့နားကအာလာဝကဘီလူကြီးပိုင်ဆိုင်ပြီးတော့နေထိုင်ရာဖြစ်တဲ့ဗိမာန်အဲ့ဒီဗိမာန်ကြီးကဘယ်နှရှိတုံးဆိုအာလဝီပြည်အာလဝီမြို့နဲ့မလှမ်းမကမ်းတောဇဝမှာညောင်မင်းကြီးတစ်ပင်ရှိတယ်အဲ့ဒီညောင်မင်းကြီးအောက်မှာသူ့ရဲ့ဘုံဗိမာန်ရှိတယ်လို့ပြောတယ်သူ့ရဲ့ဘုံဗိမာန်ကမြင်ရလားလို့ဆိုမမြင်ရဘူးလောကမှာလူတွေပြောကြတယ်တစ်ပင်တွေမှာယုတ်ကစိုးရှိတယ်တို့ဘုံမစိုးရှိတယ်တို့ပြောကြတယ်ထိုယုတ်ကစိုးဘုံမစိုးနေတဲ့ဗိမာန်ကိုမြင်ရလားလို့ဆိုမမြင်ရဘူးလူတွေကတော့ထင်ကောင်းထင်မယ်ယုတ်ကစိုးကတစ်ပင်ခွာကြားမှာတက်ထိုင်နေတယ်လို့ထင်ကောင်းထင်ကိုယ့်အကိုထိုင်ကြည့်ပါလားဘယ်နည်းထိုင်နိုင်မှာတော့တစ်ပင်ခွာကြားမထိုင်နိုင်ဘူးမဟုတ်လားတကယ်တော့လေယုတ်ကစိုးဆိုတာတစ်ပင်မှာနေတာမဟုတ်ဘူးတစ်ပင်နဲ့ဆက်ဆက်ပြီးသူ့ရဲ့ဘုံမိတ်မှန်ရှိတယ်သူ့ရဲ့ဘုံမိတ်မှန်ရှိတယ်အဲသူ့ရဲ့ဘုံမိတ်မှန်ကတာခဋ္ဌဗိမာန်နဲ့ရုက္ခဋ္ဌဗိမာန်လို့နှစ်မျိုးရှိတယ်တာခဋ္ဌဗိမာန်ဆိုတာသူ့ရဲ့ဘုံမိတ်မှန်นี่တစ်ကိုင်းနဲ့ဆက်ပြီးတော့တည်နေတယ်အဲ့ဒါတစ်ကိုင်းတွေခုတ်လိုက်လို့ရှိရင်သူ့ရဲ့အဆောက်အဦပြိုကျသွားဒါတစ်ခုတချို့ယောဂစိုးတွေရဲ့ဘုံမိတ်မှန်ကြတော့ရုက္ခဋ္ဌလို့ခေါ်တယ်တစ်ပင်ကငုတ်တူကြီးရှိနေလဲသူ့ဗိမာန်မပြတ်ဘူးသူကအဲ့ဒါကြောင့်မလို့လူတွေကတော့နတ်နေခိုင်းဆိုပြီးတော့ချမ်းချမ်းထားကြတယ်လေအဲ့ဒါနတ်ဗိမာန်မပြုံအောင်လို့တစ်ခက်ကလေးကိုခြံပြီးတော့ခုတ်ကြတယ်တာခဋ္ဌဗိမာန်မျိုးကိုပြောတာတာခဋ္ဌဆိုတာတာခါဆိုတာတစ်ခက်ထဆိုတာတီးနေတာတစ်ခက်ပေါ်မှာတီရှိနေတဲ့ဘုံမိတ်မှန်လို့ဒီလိုပြောတယ်အဲ့တော့တစ်ခက်တွေကုံအောင်ခုတ်လိုက်လို့ရှိရင်တော့ဘုံမိတ်မှန်ကြီးပြိုကျသွားပြီလားမှတ်ပေးအဲ့ဒီမှာယုတ်ကစိုးကနေစရာမရှိတော့လူတွေကမြင်ရလားဆိုမမြင်ရဘူးလောကမှာလူတွေရဲ့မျက်စိနဲ့မမြင်ရတဲ့အရာတွေကအများကြီးရှိတာဟုတ်ရှိတော့ရှိတယ်မမြင်ရတာတွေအများကြီးရှိတယ်မျက်စိနဲ့မြင်လို့ရတာတခုတည်းပဲမြင်လို့ရတယ်ဘာလို့ဆိုအစင်းရူပယုံလို့ဆိုတဲ့အစင်းတစ်ခုတည်းပဲယူရဒါဖြင့်ပုံပန်းတဏ္ဍာနေရောမမြင်ရဘူးလားဆိုတာသရံကအစင်းသားပြီးယူတာဟုတ်ကဲ့လားမြင်တာကအစင်းခြံတဲ့ပုံပန်းတဏ္ဍာကစိတ်ကူးပြီးတော့ဖော်ထားတာဒါကြောင့်မို့လို့မျက်စိကမြင်ရတယ်ဆိုတဲ့ရူပယုံကိုအစင်းလို့ဒီလိုပြန်လေးရှိတယ်ဘုန်းကြီးတို့တီယိုမာတော့ကဒကာကြီးတယောက်ကမေးဘူးတယ်မျက်စိနဲ့မြင်ရတာကာလာလားဖွန်လားသူကမေးတယ်သို့သောစာပေကျမ်းဂန်အရပြောမယ်ဆိုရင်ကာလာကိုလည်းမြင်ရတယ်ဖွန်လို့ဆိုတဲ့တရံကိုလည်းမြင်ရတယ်လို့ပြောတယ်သို့သောကာလာကိုမြင်တာကအဓိကကာလာဆိုဒီမှာကာလာလို့ပြောပြန်လို့ရှိရင်လေကာလာမဲ့တာတွေနဲ့ကြတော့တစ်ခါတစ်မျိုးပြောရပြန်
အဲ့ဒါကြောင့်မို့လို့မျက်စိနဲ့မြင်ရတဲ့ဟာကို visible object လို့ဒီလိုပဲပြန်တယ်မျက်စိနဲ့မြင်ရတဲ့အစင်းလို့ဒီလိုပဲပြန်တယ်အဲ့တော့အဲ့ဒီနှစ်ခုလုံးဟာချုံငုံပြီးတော့ဓမ္မသင်္ကတိပါဠိတော်မှာတော့မျက်စိနဲ့မြင်ပြီးသိရတဲ့ဟာတွေပုံပန်းတန်တန်လေးပါထည့်ပြီးတော့မြတ်စွာဘုရားအစင်းလို့ဟောတာသို့တော်ရူပလို့ဆိုတဲ့အရာသည်မျက်စိနဲ့မြင်လို့ရတဲ့အရာကိုပြောတာမျက်စိနဲ့မြင်ပြီးတော့စိတ်ကူးလို့ရတဲ့အရာတွေကိုလည်းထည့်သွင်းပြီးတော့ပြောထားတယ်လို့ဒီလိုမှမျက်စိနဲ့မြင်လို့ရတဲ့အရာကိုနားနဲ့ကြားလို့ရရဲ့လားမရဘူးเนาะသူ့ဟာနဲ့သူတစ်ခုစီအဲ့တော့လူတွေရဲ့မျက်စိနဲ့မမြင်ရတဲ့အရာတွေကလောကမှာမြောင်များစွာရှိတယ်နတ်တွေရဲ့ဘုံဗိမာန်တွေကိုလည်းလူတွေကမမြင်ကြရဘူးတဲ့အဲ့ဒီတာခဋ္ဌဗိမာန်လို့ဆိုတဲ့တစ်ခက်ပေါ်မှာတည်ရှိနေတဲ့ဗိမာန်ကြတော့တစ်ခက်ကိုကုံအောင်ခုတ်လိုက်လို့ရှိရင်ထိုယုတ်ကစိုးရဲ့ဘုံဗိမာန်ကြီးပျက်စီးသွားရုက္ခထဗိမာန်ကြတော့တစ်ပင်တစ်ငုတ်ကျမ်းနေသေးသမျှကာလပတ်လုံးသူ့ရဲ့ဘုံဗိမာန်မပျက်စီးဘူးတဲ့ဒီလိုပြောတာလူတွေလည်းဘာထူးတော့အိမ်ဆောက်ထားတဲ့နေရာမြေပြိုကျသွားရင်အိမ်တွေမပြတ်ဘူးလားအဲ့ဒီသဘောပါပဲအဲ့တော့လူတွေကမြေကြီးပေါ်နေတာဟုတ်ကလားမဟုတ်ဘူးမြေကြီးပေါ်မှာအိမ်ဆောက်ပြီးနေတာဟုတ်ကလားယုတ်ကစိုးနတ်ဆိုတာလည်းပဲတစ်ပင်ပေါ်မှာသူ့ရဲ့ဘုံဗိမာန်ပေါ်နေတာသူတို့ကြတော့ကိုယ်တိုင်လုံးလို့ရတဲ့အရာမဟုတ်ဘူးသူတို့ဘုံဘဝကကံပေါ်မှာမိတီးပြီးတော့နေရတယ်တဲ့ဒါကြောင့်မို့နတ်တွေရဲ့ဘဝကိုကမ္မဖလူပစီဝီကံရဲ့အကျိုးကိုသာမိတီးပြီးအသက်မွေးရတယ်လူတွေနဲ့အသက်မွေးပုံချင်းမတူဘူးတဲ့လူတွေကြတော့ဥဋ္ဌာဏဖလူပစီဝီလုံးလဝီရိယပေါ်မှာမိတီးပြီးတော့အသက်မွေးရတယ်တဲ့ကြိုးစားရင်ကြိုးစားသလောက်ကံတော့ပါတယ်သို့တော့ကံနဲ့ထိုင်ဆောင်နေလို့လူဘဝမရဘူးတဲ့လုံးလဝီရိယခုရတယ်နတ်ဘုံနတ်ဘဝကြတော့အဲ့လိုမဟုတ်ဘူးတဲ့အလုံးဟာကံပေးတဲ့အတိုင်းပဲထင်ရှားနေတယ်ကံကုန်ရင်တော့ဘာမှရှိမှာမဟုတ်တော့ဘူးသူတို့မှာဒီလိုဆွလို့လေနော်အဲ့တော့အာလောကဘီလူကြီးရဲ့ညောင်မင်းအောက်ကဗိမာန်ကြီးကလည်းပဲအေးတော်တဲ့သွားလာနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီညောင်မင်းကြီးအောင်ဝင်နာနေကြပြီမဲ့လို့ဗိမာန်ကြီးကိုမြင်ရတာမဟုတ်ဘူးသို့သောဗိမာန်ကြီးကရှိတယ်မြတ်စွာဘုရားကတရက်တော့အဲ့ဒီဗိမာန်ကြီးထဲမှာသွားပြီးသရင်သုံးနေတယ်အလောကဘီလူကြီးကအစည်းအဝေးသွားနေတယ်သူလည်းပြန်ရောက်လာရောစိတ်တွေဆိုးတယ်စိတ်ဆိုးတယ်ဆိုဘုရားကမကြည်ညိုဘူးလေသူတို့စေရိုက်နဲ့ဘုရားဟောတဲ့တရားကမကိုက်ဘူးမကိုက်တဲ့အတွက်ကြောင့်ကိုယ်ဘာသာဝင်မဟုတ်တော့သူစိတ်တအားဆိုးတယ်သို့တော့မြတ်စွာဘုရားကိုဒုက္ခအမျိုးမျိုးပေးတယ်ပေါ့နောက်ဆုံးမှာအာမတန်မန်လျှောတဲ့အနေနဲ့သူဘာလုပ်တုံဆိုရင်သူအစွမ်းကုန်မြတ်စွာဘုရားကိုသူ့ဗိမာန်ထဲကထွက်ခွာအောင်လုပ်တယ်မရဘူးနောက်ဆုံးကြတော့သူဘာလုပ်တုံဆိုရင်အရှင်ဂေါရမသူများခွင့်မပြုတဲ့အဆောက်အဦတဲ့ဘာဖြစ်လို့ဝင်နေရခုပဲထွက်သွားလိုက်ပါဆိုတော့မြတ်စွာဘုရားလည်းကဲမင်းထွက်စေခြင်းထွက်တာပေါ့လို့ဆိုဟောထွက်သွားလိုက်ပါလို့ပြောတာချက်ချင်းထပြီးထွက်သွားတယ်တဲ့မြတ်စွာဘုရားသူကအဲ့ဒီတော့စဉ်းစားတော့ဒီလိုတော့လွယ်သားပဲငါညတညလုံးမောင်းထုတ်တာမရဘူးပေါ့ခုထွက်သွားလိုက်ပါဆိုလွယ်လွယ်ကူကူနဲ့ထွက်သွားတာတကယ်ပဲသူငါပြောတာလိုက်နာတာဟုတ်မဟုတ်စမ်းကြည့်အောင်ပဲဆိုရင်ကိုတော်ပြန်ဝင်ခဲ့အောင်ဆိုတော့အေးမင်းကဝင်စေခြင်းလဲဝင်တာပေါ့ကွာဆိုပြန်ဝင်လာခဲ့တယ်မြတ်စွာဘုရားအဲ့လိုနဲ့ထွက်လိုက်အောင်ဆိုထွက်သွားလိုက်ဝင်လိုက်အောင်ဆိုဝင်လာလိုက်အဲ့ဒါလို့၃ခါလောက်ထိအောင်သူကခိုင်းတယ်ဒါဖြင့်ဒီဘီလူခိုင်းတာဘုရားကဘာဖြစ်လို့လိုက်ပြီးလုံနေတာတုံးလို့ဆိုတော့သူ့ရဲ့စိတ်ဓာတ်ကိုမြတ်စွာဘုရားခုစားနေတာအလကားလောက်တာမဟုတ်ဘူးရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာစိတ်ဆိုးနေတဲ့လူတယောက်ကိုပိုးစိတ်ဆိုးအောင်လုပ်ရင်ပို့ပြီးတော့စိတ်မဆိုးပေဘူးလားအေးသူကျေနပ်အောင်လို့လှုပ်ပြလိုက်တဲ့အခါမှာလူကကျေနပ်သွားကြည့်လေကလေးလေးတွေချော့တဲ့အခါမှာအမလေးကလေးလေးတွေကတခုခုနဲ့ဟိုခိုင်းမိသွားလို့ရှိရင်လူကြီးတွေကလှုပ်တယ်မို့လားဥပမာပဲက
ကလထိုင်နဲ့တိုက်ပြီးလို့ကလေးလေးကနာသွားလို့အိုတယ်ဆိုရင်လူကြီးကကလထိုင်ကိုကဲတိုက်အောင်ဟဲ့ဆိုရိုက်လိုက်တဲ့အခါကျတော့ကလေးလေးကခြေနှံ့မသွားဘူးလားစိတ်ခုစားတာအဲ့ဒါကလထိုင်ကရိုက်လို့ကလေးမှနာတာပျောက်ပါမလားပျောက်ဘူးဘာလုပ်တာတော့စိတ်ကိုခုစားတာအခုလည်းပဲအာလဝကဗီလူကြီးသိကြမ်းတမ်းခက်ထန်နေတဲ့စိတ်လေးပျော်ပြောင်းသွားအောင်လို့ဘုရားကသူခိုင်းတာလေးလှုပ်လိုက်တယ်နောက်ဆုံးတတိယအကျင့်ခိုင်းပြီးတော့စရုထအကျင့်ရောက်တဲ့အခါကျတော့ဘလူကြီးကဒီတခါထွက်ရင်တော့ငါခြေတော်နှချောင်းခိုင်ပြီးတော့ပြစ်လိုက်မယ်ဆိုပြီးတော့သူ့စိတ်ထဲမှာအဲ့လိုစိတ်ကူးမိတယ်ဒီတခါထလာရင်တော့မသက်သာဘူးခြေတော်နှချောင်းဆွဲပြီးတော့ငါပြစ်မယ်လို့အဲ့ဒါလိုလဲစိတ်ကူးပြီးတော့ကိုတော်ဗိမာန်ထဲကထွက်သွားပါလို့ဆိုတော့မြတ်စွာဘုရားပြောတော့ငါမထွက်နိုင်ဘူးတဲ့မင်းလှုပ်ချင်တာလှုပ်တယ်ဘာဖြစ်လို့ဒီလိုပြောတော့ဆိုလို့ရှိရင်ကြည့်လေဒီကောင်မကောင်းတဲ့အကြံကြံထားတာလိုက်လို့ရှိရင်မဖြစ်တော့ဘူးဒီချိန်မှာမင်းလှုပ်ချင်တာလှုပ်လို့ဆိုတော့သူ့စိတ်ထဲမှာအဲ့ဒါဘာပေါ်လာတော့ဆိုဒီရန်ကောမှာတိတ်တကိုးကြီးတယ်စိတ်သဘောထားကြတော့လေနုညံ့သားပဲငါစိတ်အကြံနေလဲသူအကုန်သိနေတယ်ဒီတခါထွက်ရင်တော့ငါကခြေတော်နှချောင်းကင်ပြီးတော့ပြစ်မလို့စိတ်ကူးနေတယ်သူအဲ့ဒါသိတယ်အဲ့တော့ဒီလိုပုဂ္ဂိုလ်ငါစီရောက်လာတာအလဟတတော့မဖြစ်ဘူးဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းတွေဘဝအရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေငါမေးအောင်မယ်ငါသိချင်နေတာတွေလည်းရှိတယ်မေးခွန်းပေါင်း73ခုမေးတယ်သူကဒီမေးခွန်းတွေကသူကဘယ်ကရတာတုံးလို့ဆိုလို့ရှိရင်သူမိဘတွေကအဆက်ဆက်မေးခွန်းနဲ့အဖြေကိုသူ့သင်ပေးထားအဲ့ဒီမေးခွန်းနဲ့အဖြေကသူတို့ tradition လို့ပြောပါဘိုးဘွားမိဘလက်ထက်ကတည်းကဒီအမေနဲ့အဖြေလေးတွေမှတ်ထားသူ့လက်ထက်ရောက်တဲ့အခါကျတော့အမေလေးတွေပဲကြံပြီးတော့အဖြေတွေပြောက်ဒီအဖြေတွေသိချင်ဟုတ်ကဲ့လားအထိမ့်သိမ့်မတက်ရင်ဒီလိုပဲပျောက်တတ်တယ်မဟုတ်လားတကယ်တော့အမေဖေတွေကတင်ထားတဲ့စာလေးကြီးတော့တချို့ပျောက်သွားကြတယ်ဟုတ်လားအာလဝကကလည်းဒီတိုင်းပဲအမေဖေတွေကတင်ပေးထားတဲ့ဘဝအရေးနဲ့ပတ်သက်တဲ့မေးခွန်းနဲ့အဖြေလေးတွေကိုသူတင်ပေးထားတာငယ်ငယ်ကတင်ပေးထားတာလေးတွေပျောက်သွားတဲ့အခါကျတော့သူခေါင်းထဲမှာအမေးလေးတွေပဲကြံတော့တယ်အဖြေတွေမရှိတော့ဒါဖြင့်ဒီအမေးနဲ့အဖြေကဘယ်ရတာတော့ဒီအဖြေတွေကဘု து စီကဟာတွေတုံးလို့ဆိုဂေါရမမြတ်စွာဘုရားတဲ့အရင်ပွင့်သွားတဲ့ကတ္တဗမြတ်စွာဘုရားဟောခဲ့တဲ့ဟာလေးအဲ့ဒါတွေကိုအစဉ်ဆက်မှတ်သားလာတာကတ္တဗမြတ်စွာဘုရားအစဉ်ဆက်ဟောခဲ့တဲ့အမေးနဲ့အဖြေလေးတွေကိုသူ့ဘိုးဘွားမိဘတွေကအစဉ်ဆက်မှတ်သားလာခဲ့ပြီးတော့သူ့ထီအောင်ရောက်လာဒါပေမဲ့သူ့လက်ထက်ကျတော့အဖြေတွေပျောက်သွားအဖြေတွေမေ့ကုန်အဲ့တော့သူ့စိတ်ထဲမှာသိကျင်နေတာသိကျင်လို့သူ့ဗိမာန်ပေါ်ကကြော်ဖြတ်သွားတဲ့ဇံရရသေးတွေပါတယ်ဆိုလို့ရှိရင်သူကတခါတည်းသူ့တကူနဲ့ဇံရရသေးတွေသူ့ဗိမာန်ပေါ်ဆင်းလာအောင်လုပ်ပြီးမိကုန်းတွေမေးတာပဲမဖြေနိုင်ဘူးဆိုရင်နှိပ်ဆက်ပြီးလွှတ်လိုက်တာသူကဒါလုံနေချာသူလုံနေချာသူလိုချင်တဲ့မိကုန်းရဲ့အဖြေကိုမရဘူးဆိုသူစိတ်ဆိုးတယ်မဖြေနိုင်ကောင်းလားဆိုပြီးတော့အဲ့ဒီရသေးတွေကိုနှိပ်ဆက်ပြီးလွှတ်လိုက်ရှိတယ်သူကခုမြတ်စွာဘုရားနဲ့တွေ့တဲ့အခါလဲဒီမိကုန်းမေးဖို့သူစိတ်ကူးရတယ်အဲ့ဒီမိကုန်းတွေကဘဝအရေးနဲ့ပတ်သက်လာတဲ့မိကုန်းတွေကြီးပဲအမတန်ကြမ်းတမ်းတဲ့ဘလူကြီးတယောက်ကမေးတဲ့မေးခွန်းတွေဟာဘဝနဲ့ပတ်သက်ပြီးဘလောက်တန်ဖိုးရှိသလဲဆိုတာစဉ်းစားကြည့်ဖို့ဒီအမေးနဲ့အဖြေဟာလောကလူသားတွေရဲ့အမြင်နဲ့ကိုက်ချင်မှကိုက်တယ်သို့တော်တကယ်တန်ဖိုးရှိတဲ့အဖြေတွေတဲ့သူပထမဆုံးမေးလိုက်တဲ့မေးခွန်းမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားကအေးမေးချင်တယ်ဆိုရင်မေးပါဘယ်ခါမဆိုမေးနိုင်တယ်ခွင့်ပြုလိုက်တဲ့အခါသူမေးခွန်းတစ်ကိုစမေးတယ်နံပါတ်1မေးခွန်းကဘာလဲလို့ဆိုရင်
လောကမှာတဲ့အကောင်းဆုံးဥစ္စာဆိုတာလေဒီမေကောမေးတယ်လောကလူတွေကတော့ဘာပြောကြမလဲလို့ဆိုလို့ရှိရင်ကြည့်လေစိတ်ရွှေရတနာတွေကိုတန်ဖိုးသိတဲ့လူဆိုလို့ရှိရင်လောကမှာဘာကောင်းလုံးလို့မေးရင်ဘယ်ပစ္စည်းဥစ္စာအကောင်းဆုံးလို့ဆိုရင်ပြောကြမှာပေါ့စိန်ကအကောင်းဆုံးလို့ရွှေကအကောင်းဆုံးလို့မပြောကြပဲဘူးလားပရမညာအကောင်းဆုံးလို့ဒီလိုပဲပြောကြမှာလောကလူသားတွေလောကမှာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲသူမေးတယ်မေးကုန်တာဘဝနဲ့တွေးတယ်အများလူတွေကဒီတိုင်းများလူတွေကိုမေးလိုက်မယ်ဆိုရင်အဖြေမျိုးမျိုးထွက်မှာဖြေမျိုးမျိုးထွက်တိုက်လို့ခြင်းတဲ့လူကတိုက်ပေါ့ရွှေလို့ခြင်းတဲ့လူကရွှေလို့ပြောမှာပဲကားလို့ခြင်းတဲ့လူကကားလို့ပြောမှာပဲဟုတ်ကဲ့လားအဖြေတွေမျိုးမျိုးမထွက်နိုင်ဘူးလားထွက်နိုင်တယ်အကောင်းဆုံးပစ္စည်းဥစ္စာဟာဘာလဲလို့ဆိုတော့မြတ်စွာဘုရားဖြေလိုက်တာကလောကလူတွေရဲ့မတွေးမိတဲ့အဖြေမျိုးပဲမြတ်စွာဘုရားဘာဖြေတော့ဆိုရင်တရားတရားဟာအကောင်းဆုံးဥစ္စာကဲဒီအဖြေရဲ့လေးနက်မှုကဘယ်လောက်ထိအောင်သွားတော့ဆိုပါစို့စိတ်ရဲ့တန်ဖိုးကိုကြည့်အောင်စိတ်ဟာတန်ဖိုးရှိတယ်မှန်တယ်နော်အမတန်မှတန်ဖိုးရှိတယ်ရွှေဟာလည်းအမတန်မှတန်ဖိုးရှိတယ်အလုံးသိကြတယ်ဗရမ ्या တွေလည်းအမတန်မှတန်ဖိုးရှိတယ်တခြားပစ္စည်းဥစ္စာတွေလည်းတန်ဖိုးရှိတယ်သို့တော့အဲ့ဒီတန်ဖိုးဟာတန်ဖိုးရှိတဲ့ယရဏပစ္စည်းတွေဟာရန်သူမျိုး၅ပါးနဲ့ပြတ်နိုင်သလားမပြတ်နိုင်ဘူးလားပြတ်နိုင်အဲ့တော့ဒီဘဝတည်းမဲ့ကိုယ်နဲ့ခွဲသွားတဲ့ပစ္စည်းတွေအများကြီးရှိတယ်ဆိုပါစို့စိတ်ရှိတဲ့ပုဂ္ဂိုလ်လည်းပဲစိတ်လိုချင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ရင်ကိုယ်စီကလူရက်ပြီးယူမသွားဘူးလားနောက်ဆုံးကိုယ်ကနေပြီးတော့ဘဝတစ်ခုဆုံးသက်သွားလို့ရှိရင်လည်းကိုယ်ပိုင်တဲ့စိတ်မထားခဲ့ရဘူးလားထားခဲ့ရတယ်ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာအချိန်ကာလပိုင်းနဲ့ကြည့်မယ်အသုံးနဲ့ကြည့်မယ်ဆိုရင်အလွန်တူတောင်းတယ်အလွန်လဲအန်တယ်များတယ်မများဘူးလားတောင်းစားဓမြတိုက်ခံရတယ်လို့မကြားဘူးပေါ့နော်ပတ်စံရှိတဲ့လူဝင်တိုက်တာမဟုတ်လားအေးပတ်စံရှိလာပြီဆိုလို့ရှိရင်အန္တရာယ်ကိုဖိတ်ခေါ်နေတာလို့ကြားပစ္စည်းဥစ္စာချမ်းသာလေးလေးမကြောက်ရဘူးလားကြောက်ရတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာထိုပစ္စည်းဥစ္စာရဲ့အန္တရာယ်ကြောင့်အင်မတန်မှထိတ်လန့်ကြောက်ရွံ့ပြီးစိုးရိမ်နေကြရဒါလက်တွေ့ပဲဘဝမရှိတောင်းတရှိကြောင်းကြလောကရှိတဲ့ပစ္စည်းဥစ္စာတွေကမရှိတဲ့လူကတောင်းတတယ်ရှိတဲ့လူကဘာဖြစ်လဲကြောင်းကြတယ်ဆိုတာပူပန်နေရတာကိုပြောတာတော်လေးတစ်ခါခါနဲ့မိဂတိတ္တာကြီးနဲ့ဟိုအပ်ရလဲစိတ်မချဒီအပ်ထားလဲစိတ်မချနဲ့ဒီလိုဖြစ်မနေဘူးလားအဲ့တော့ဒီပစ္စည်းဥစ္စာကလူကိုအကျိုးပြုနေတာလားလူကိုနှိပ်စက်နေတာလားတကယ်ကနှိပ်စက်နေတာနော်အဲ့တော့နှိပ်စက်နေတဲ့အရာဝတ္ထုတစ်ခုကိုအကောင်းဆုံးပစ္စည်းလို့ဒီလိုနာမည်တက်လို့ဖြစ်ပါမလားမဖြစ်ဘူးဒါကြောင့်မို့အကောင်းဆုံးပစ္စည်းလို့မခေါ်နိုင်ဘူးပစ္စည်းဥစ္စာသည်လူကိုနှိပ်စက်တတ်တယ်ဖျက်ဆီးတတ်တယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဟောထားတာရှိတယ်ခဏန္တိဘောဂထုံမေတာနောစပါရခဝေတိနောဒီဘဝတည်းမကဘူးဘဝမှာပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒီဘဝမှာအလူရဲ့အတိုင်းခိုက်အသက်ဖြတ်ခံရတဲ့လူတွေရှိတယ်ပစ္စည်းဥစ္စာကြောင့်နောင်ဘဝမှာပြိတ္တာဘဝရောက်သွားတဲ့လူတွေရှိတယ်ငရဲကျသွားတဲ့လူတွေရှိတယ်ပစ္စည်းဥစ္စာကသူ့ကိုဒုက္ခပေးသွားလောကလူတွေကတော့သိတယ်အေးရွှေတွေငွေတွေချမ်းသာလို့ရှိရင်ဒီပစ္စည်းဥစ္စာတွေကအကုန်လုံးငါ့အတွက်ချမ်းသာဒုက္ခပေးလိမ့်မယ်လို့ဒီလိုမထင်ကြဘူးလားသို့တော့ချမ်းသာတယ်ပေးတာဟုတ်ကဲ့လားဆင်းရဲဒုက္ခကပိုများတယ်နော်ချမ်းသာတာပေးတာနည်းနည်းလေးရဲ့ဟုတ်လားစိတ်လေးရှိလို့စိတ်လေးဝတ်ပြီးတော့စိတ်တကကလေးပန်ပြီးတော့ခေါင်းလေးရမ်းလိုက်လို့ဝင်းငနဲ့ဘေးကလူကအထင်ကြီးတယ်ဒီရတာလေးတခုပဲခံလို့ရမှာပို့ပြီးတော့ကြောက်နေရတယ်ဟုတ်ကဲ့လား
အဲ့ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာကပေးတဲ့ချမ်းသာဒုက္ခဆိုတာအမတန်နည်းပြီးအမတန်တိုတောင်းတယ်တဲ့ဒါကြောင့်မို့အမျက်ဆုံးဥစ္စာလို့ခေါ်နိုင်ပါမလားမခေါ်နိုင်လို့မြတ်စွာဘုရားအဖြေဒီလောကလူသားတွေရဲ့အဖြေနဲ့ဆန့်ကျင်နေတယ်မြတ်စွာဘုရားကတတ္ထိတဝိတ္တံပုရိသတ္တသစ္ထံတဲ့အာလဝကကြီးကမေးလိုက်တော့မြတ်စွာဘုရားအဖြေတာလောကမှာလူတွေအဖို့အကောင်းဆုံးဥစ္စာဆိုတာတရားတရားကိုပြောတာတဲ့ဒါဖြင့်ကောင်းပြီတရားတရားဆိုတာဘာဖြစ်လို့အကောင်းဆုံးဥစ္စာပြောတော့လောကလူတွေဟာတရားတရားမရှိရင်ဒါနကောင်းမှုလုပ်ပါမလားသီလကောစောင့်တည်ပါမလားကမ္မထံဘာဝနာရောအထုတ်ပါမလားမထုတ်ဘူးတတ္ထာလို့ဆိုတဲ့စိတ်ဝင်စားမှုလေးယုံကြည်မှုလေးပေါ်မှာအခြေခံပြီးတော့လူတွေဟာဒါနကောင်းမှုလုပ်တယ်ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဒီဘဝတန်တရားမှာချမ်းသာဒုက္ခအပြည့်ရကြတာအကြည့်ပဲဟုတ်ကလားလောကမှာတထေးကြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာကြည့်ကိုယ်ဘဝကိုယ်လက်ထက်ကိုကြိုးစားလို့စီးစိမ်ဥစ္စာရလာတာမရှိဘူးမဟုတ်ရှိတယ်ဒါလည်းကံပေးမှခိုင်မြဲတယ်ဘဝမှာအလွန်ချမ်းသာတဲ့မိသားစုအိမ်ကိုရောက်လာဖို့ဆိုတာဘယ်သူကပို့တာကံပို့တာအခုလိုဒါနကောင်းမှုတရားတရားရှိခဲ့သည့်အတွက်ကြောင့်တရားတရားကပို့လိုက်တယ်လို့ပြောလို့ရဟုတ်ကဲ့လားချမ်းသာတဲ့မိသားစုအိမ်မှာလူလာဖြစ်ဖို့ရာအတွက်တရားတရားရှိခဲ့လို့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့သည့်အတွက်ကြောင့်ဟောတရားတရားကပို့လိုက်တာသူ့မှာပိုင်ဆိုင်တာဘာတော့ဆိုရင်တတ္ထာဆိုတဲ့ဥစ္စာပိုင်ဆိုင်တယ်တတ္ထာဆိုတဲ့ဥစ္စာပိုင်ဆိုင်လို့ရှိရင်ဇောတိကဆိုတဲ့တထေးမျိုးကြီးလည်းဖြစ်တာပဲဇောတိကတထေးကြီးဘာကြောင့်တထေးဖြစ်တုံးတတ္ထာရှိခဲ့လို့ခေါ်တော့ကဇတိလတထေးကဘာကြောင့်တထေးဖြစ်တာတော့တတ္ထာရှိခဲ့လို့ဟုတ်ကဲ့လားတရားကိုအရင်တည်ထားပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဇောတိကတို့ဇတိလတို့ပုံနာတို့ဆိုတဲ့တထေးတွေဖြစ်လာရတာတဲ့ပုံနာတို့များဆိုလို့ရှိရင်ကြည့်လူတာကနည်းနည်းရလိုက်တာကအများကြီးထွန်ထားတဲ့မြေကြီးကဲတွေအကုန်လုံးရွှေဖြစ်သွားတယ်ဘယ်သူကပေးတာတော့တရားကပေးတယ်ဟောတရားပေးဒါကြောင့်မို့တရားကပေးတဲ့ပစ္စည်းဥစ္စာဆိုလို့ရှိရင်ဖြက်လက်ဖြက်စီးလို့မရဘူးအလွန်ခိုင်မာတယ်တရားကြောင့်ရလာတဲ့ပစ္စည်းတရားရှိနေပြီဆိုလို့ရှိရင်ဘဝတန်တရားခရီးသွားလို့ရှိရင်အမြဲတမ်းပြည့်စုံလုံလောက်နေနိုင်တယ်ဒါကြောင့်မို့တရားဆိုတဲ့ဥစ္စာပါဖို့အရေးကြီးတယ်ကျန်တဲ့ဥစ္စာအဓိကမဟုတ်ဘူးတရားဆိုတဲ့ဥစ္စာကိုတခိုးတည်းများကလည်းလူယူတိုက်ခိုက်လို့မရဘူးတဲ့ဟုတ်ကဲ့လားတန်တရားခရီးသွားတဲ့အခါမှာတတ္တာလို့ဆိုတဲ့ပစ္စည်းဥစ္စာပါသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာလူဖြစ်ရင်လည်းအထက်တန်းနတ်ဖြစ်လို့ရှိရင်လည်းအထက်တန်းဘယ်နေရာပဲဖြစ်ဖြစ်အထက်တန်းကြကြစီးစိမ်ဥစ္စာပြည့်ပြည့်ဝဝနဲ့ဖြစ်တယ်ဒါကြောင့်မို့လို့တတ္ထာဆိုတဲ့ဥစ္စာရှိရင်ခုနကစိတ်ရှိဖို့လဲဟုတ်လားမခဲရင်တော့ဘူးရွှေရှိဖို့လဲမခဲရင်တော့ဘူးတိုက်ရှိဖို့လဲမခဲရင်တော့ဘူးကားရှိဖို့လဲမခဲရင်တော့ဘူးဒါကြောင့်မို့ပြောတာအဓိကအကြောင်းကိုမြတ်စွာဘုရားကဖြေတာတတ္တိတဝိတ္တံပုရိသတ္တသစ္ထံတရားဆိုတာတကယ်ဥစ္စာဟုတ်ကဲ့လောကမှာရသမျှတန်တရားမှာမြတ်လူသမိုင်းမှာချမ်းသာခဲ့တဲ့လူတွေမှန်သမျှဟာတရားတရားအရင်ခံထားတဲ့ကံအကျိုးပေးလို့ချမ်းသာကြတာကြီးပဲကံမကောင်းအကြောင်းမလှပြီဆိုလို့ရှိရင်ဘာလို့လို့ပျက်စီးတတ်တယ်ကံရှိတဲ့ပုဂ္ဂိုလ်မှာအောင်မြင်တယ်ဖြစ်ထွန်းတယ်လောကလူတိုင်းကြိုးစားကြတာပဲလူတိုင်းရောစီးပွားဖြစ်ကြလားဖြစ်ဘူးမဖြစ်တာဘာလို့ဆိုရင်ဒီအခြေခံကွဲလွဲချက်ကလေးတွေရှိနေသေးတယ်အဲ့ဒီကွဲလွဲချက်ကြောင့်မို့လို့ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကတတ္ထိတဝိတ္တံတရားတရားဟာတကယ်အကောင်းဆုံးသောဥစ္စာတစ်ခုပါအဲ့တော့ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတို့ဘဝအရေးပဲစိတ်အေးဖို့ရအတွက်ဘာပစ္စည်းစုတရားဆိုတဲ့ပစ္စည်းကိုစုအောင်ဒါဖြင့်တရားဆိုတာဘယ်လိုဟာခေါ်တာလဲလို့ဆိုကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်ဝင်စားနေတာတရားယုံကြည်တာတတ်မဟုတ်ဘူးဘုရားတရားတန်ခါယုံကြည်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်လို့လက်ခံတယ်အဲ့ဒီလက်ခံပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဝင်စားနေတာကိုတတ္ထာလို့ခေါ်တယ်ဟုတ်ကဲ့တတ္ထာဆိုတာအဲ့ဒါကိုပြောတာစိတ်ဝင်စားတယ်ယုံကြည်တယ်တရားတရားမိမိစိတ်ထဲမှာဖြစ်လာတာနဲ့တပြိုင်နက်အေးဘာလို့ရကောင်းမလို့စိတ်ကလှူဖို့တန်းဖို့စိတ်ကူးလာ
လူဘုဒ္ဓမို့စိတ်ကူးလာတယ်သီလဆောက်တည်ဖို့ဥပုသ်ဆောင်ဖို့စိတ်ကူးလာတယ်ကမ္မထာအထုတ်ဖို့စိတ်ကူးလာတယ်အဲ့ဒီစိတ်ကူးလေးဖြစ်လာရင်ကိုယ်တဏ္ဍာမှာတရားဖြစ်ပြီလို့သာမှတ်ပြီတော့နော်အဲ့ဒါလို့စိတ်ကူးမရသေးဘူးဆိုရင်တရားတရားမရှိဘူးလို့ပဲပြောရအောင်လှူတာတစ်ခုတည်းတင်မဟုတ်ဘူးနော်တတ္ထာဆိုတာလှူတာတစ်ခုတည်းတင်မဟုတ်ဘူးကုသိုလ်ကောင်းမှုမှာစိတ်ဝင်စားလာအခုကြည့်လေတရားပွဲသွားပြီးတော့တရားနာအောင်မှပဲဆိုတဲ့စိတ်ကူးလေးကဘယ်သူကြောင့်ပေါ်တာတော့တတ္ထာကြောင့်ပေါ်တာတတ္ထာရှိတဲ့ပုဂ္ဂိုလ်ဟာတရားနာခြင်းနဲ့တဲ့သူတော်သူမြတ်ကိုစိကပ်ဖူးမြင်ခြင်းနဲ့တဲ့လှူခြင်းတန်းခြင်းနဲ့ဟောတာတတ္ထာရှိတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါ၃ချက်ပဲတရားနာခြင်းနာဟာတတ္ထာကြောင့်သူတော်သူမြတ်ကိုစိကပ်ချင်တာလဲတတ္ထာကြောင့်လှူခြင်းတန်းခြင်းတာလဲတတ္ထာပဲလှူခြင်းတန်းခြင်းတာတစ်ခုတည်းကိုတတ္ထာခေါ်တာမဟုတ်ဘူးတဲ့ဒါကြောင့်မို့တာဝရိန္ဒနတ်ပြည်ကနတ်တွေကတေကန်နီးကြတော့သူတို့မိတ်ဆွေနတ်ကိုမှားလိုက်ကြတယ်မင်းစိတ်ကူးလဲနဲ့ဒုက္ခတိဘုံကိုရောက်အောင်သွားအကောင်းဆုံးသောအရာကိုရအောင်ယူအဲ့ဒီအကောင်းဆုံးသောအရာကလက်လွတ်ဆုံးရှုံးမခံနဲ့လို့စကားလေးသုံးခွန်းမှားလိုက်ကြတယ်ဒုက္ခတိဘုံကိုသွားဆိုတာလူပြေသွားလို့ပြောတာတဲ့အကောင်းဆုံးအရာကိုရအောင်ယူဆိုတာတရားတရားကိုပြောတာတဲ့အဲ့ဒီအကောင်းဆုံးသောအရာကိုလက်လွတ်ဆုံးရှုံးမခံနဲ့ဆိုတာတရားမပြည့်စေနဲ့လို့ပြောလိုက်တာဒါပဲဒါဆိုလုံလောက်ပြီဟုတ်ကလားနတ်ပြည်ရောက်ဖို့ရဟောဒီတရားတရားရှိရင်နတ်ပြည်ရောက်ဖို့ရခဲမခဲရင်တော့ကုသိုလ်ကောင်းမှုအားလုံးဟာတရားတရားရှိရင်ဘာမှမခက်တော့ဘူးဒါကိုပြောတာနော်အဲ့ဒါကြောင့်မို့လို့လောကမှာအောင်မြင်မှုကြီးပွားမှုစိစိဥစ္စာတွေရမှုရဲ့အခြေခံကြဆုံးအကြောင်းတရားသည်တတ္ထာသာဖြစ်ပါတယ်တဲ့ဒါကြောင့်မို့တတ္ထာသည်အကောင်းဆုံးသောပစ္စည်းဥစ္စာလို့ဒီလိုဟောတာဉာဏ်တွေကသူ့ကိုအကြောင်းပြုပြီးရလာတာမို့သူလောက်အဓိကမကြဘူးတဲ့ဒါအာလောကကြီးမေးတဲ့မေးခွန်းဟာဘဝအရေးနဲ့ပတ်သက်တာဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့ကိုယ့်ဘဝအရေးစိတ်အေးဖို့ရအကောင်းဆုံးပစ္စည်းဥစ္စာရှာဝယ်ရမှာကတော့တတ္ထာပါပဲဒီတစ်ခုကိုယ်တဏ္ဍာမှာပြည့်စုံမပြည့်စုံသေးရင်ပြည့်စုံအောင်လုပ်ထားရမယ်ဘဝအရေးစိတ်အေးဖို့အတွက်ဟုတ်ကဲ့လားနောက်တစ်ခုသူကမေးသေးတယ်ထပ်ပြီးတော့ကိဉ္တုသူစိန်တော်ဒုက္ခမာဝေတိဘာလို့ရင်ချမ်းသာမလဲလောကလူတွေကတော့မေးကြတယ်ဘာလို့ရင်ချမ်းသာမလဲဒီမင်းအယောင်းဝယ်လုပ်ပေါ့ဥယျာဉ်ဆိုင်ပေါ့ကွာမပြောဘူးလားတချို့ကပြောသေးတယ်နှလုံးတီထိုးဖို့တော့ပြောသေးတယ်ချဲထိုးဖို့တွေရောပြခုခေတ်အဖြေတွေကဒီလိုမလာဘူးလားလာတယ်ဘာလို့ရင်ချမ်းသာမလဲဆိုတဲ့မေးခွန်းရဲ့အဖြေဘာလို့ရင်ချမ်းသာမလဲတဲ့ဘဝအရေးမှာလောကလူသားတွေရဲ့အဖြေကအပေါ်ယံလေးကြည့်ပြီးတော့ဖြေတာဘာလို့ရင်ချမ်းသာမလို့လက်ဖက်ရည်ဆိုင်ဖွင့်ကွာဘာရောင်းဝယ်လုပ်ကွာချက်ထိုးကွာဒီလိုပဲပြောကြမှာပဲဟုတ်တယ်မလားရသော်ဗျာတော့ဘယ်လိုဖြေတော့အလာဝကရဲ့မေးဓမ္မောသူစိန်တော်ဒုက္ခမာဝေတိဓမ္မကိုကျင့်သုံးလို့ရှိရင်မင်းချမ်းသာမယ်ဟောကြည့်ရသော်ဗျာရဲ့အဖြေနဲ့လောကလူတွေရဲ့အတွေးနဲ့ကိုက်ကလားမကိုက်ဘူးဓမ္မကိုကျင့်သုံးတယ်ဆိုတာဓမ္မဆိုတာဘာပြောတာတုံးလို့မေးအလုံးသိပြီးသားဖြစ်လို့အကျယ်မပြောကုသလကမ္မပဋ္ဌတရား10ပါးသိတယ်နော်ကုသလကမ္မပဋ္ဌတရား10ပါးဆိုတာကာယသူစရိုက်3ပါးဝစီသူစရိုက်4ပါးမနောသူစရိုက်3ပါးမနောသူစရိုက်ကနေစပြီးတော့ပြောရအောင်ဓမ္မဆိုတာဘာလဲသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုမရှိရဘူးနံပါတ်1ဟုတ်ကဲ့အနာဘိစ္ဆာလို့ခေါ်တယ်သူများပစ္စည်းကိုမျက်မုံးကျိုးတယ်လို့ရှေ့ကဒီလိုပြောတာသူများပစ္စည်းကိုမျက်မုံးကျိုးတယ်ဆိုတာသူများပစ္စည်းကြည့်ပြီးကိုယ်ပစ္စည်းဖြစ်ချင်တဲ့လောဘအဲ့ဒါကိုအဘိစ္ဆာအဲ့ဒီအဘိစ္ဆာကရှောင်ရမယ်တဲ့ဒါနံပါတ်1တစ်ခုစိတ်ထဲမှာမဖြစ်အောင်ထိန်းရမယ်ပြီးတော့တစုံတစ်ယောက်သောပုဂ္ဂိုလ်ကိုပျက်စီးသွားအောင်ဆုံးရှုံးသွားအောင်ဒီကောင်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမတွေးပါနဲ့ဒီ
ဒီကောင်ကြီးပွားပါစေဒီလူဆင်းရဲဒုက္ခတွေကလွတ်ပါစေဆိုတဲ့အတွေးမျိုးပဲတွေးပါလောကလူတွေကစိတ်နေသဘောထားခြင်းကိုမတူဘူးမို့လားသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့စိတ်နေသဘောထားရှိတဲ့လူတွေအများကြီးရှိတယ်လူတယောက်ဒုက္ခရောက်သွားစေခြင်းတဲ့အတွေးတွေအများကြီးရှိကြတယ်ဟုတ်ကဲ့လားအဲ့ဒီလောဘနဲ့ပတ်သက်တဲ့အတွေးတွေဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဒါမနောကံလို့ခေါ်တယ်မနောဒုစရိုက်လို့ခေါ်တယ်နောက်တစ်ခုကကံကံဤအကျိုးကိုလက်မခံပြီးတော့ညှင်းပယ်ထားတဲ့မှားယွင်းတဲ့အမြင်မိစ္ဆာဒိဋ္ဌိအဲ့ဒါကမနောဒုစရိုက်အဲ့ဒီမနောဒုစရိုက်တွေကရှောင်ကျဉ်ပြီးတော့မှန်ကန်တဲ့အမြင်ကံကံဤအကျိုးလက်ခံယုံကြည်တဲ့မှန်ကန်တဲ့အမြင်တမ္မာဒိဋ္ဌိရှိရမယ်ဟောသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တယ်ဆိုတဲ့လောဘနဲ့တွေးလူတယောက်ဒုက္ခရောက်စေခြင်းတဲ့ဒေါသနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးမျိုးတွေကင်းရှင်းပြီးတော့ကံကံဤအကျိုးကိုလက်ခံယုံကြည်တဲ့လက်ခံသိမြင်တဲ့တမ္မာဒိဋ္ဌိတွေဟောအဲ့ဒါဟာဓမ္မပဲအဲ့ဒီဓမ္မကိုကျင့်သုံးလို့ရှိရင်ချမ်းသာမယ်တဲ့ဟောဒါတစ်ခုနော်တခါဝစီသူစရိုက်၄ပါးလိမ်မပြောဘူးမှန်တာပဲပြောမယ်ဟောတာနှုတ်ရစီကံချက်တွေလိမ်မပြောဘူးမှန်တာပဲပြောမယ်ခုံးမတိုက်ဘူးတယောက်နဲ့တယောက်ညီညွတ်အောင်ပဲလုပ်မယ်ရိုင်းပြတဲ့စကားကိုမပြောဘူးချိုတာတဲ့စကားကိုပြောမယ်ယဉ်ကျေးကျေးပြောမယ်အကျိုးမရှိတဲ့တန်ဖိုးမရှိတဲ့စကားတွေကိုမပြောဘူးအကျိုးရှိပြီးတန်ဖိုးရှိတဲ့စကားမျိုးကိုသာပြောမယ်အဲ့ဒါကမနောဒုစရိုက်မနောတုစရိုက်၄ပါးလို့ခေါ်တယ်အဲ့ဒါဓမ္မမနောဒုစရိုက်ကအဓမ္မဓမ္မနဲ့အဓမ္မကို꿰ဖို့လိုတယ်ဟုတ်ကဲ့လားမနောတုစရိုက်၄ပါးသည်ကာဝစီတုစရိုက်၄ပါးသည်ဓမ္မဝစီတုစရိုက်၄ပါးသည်အဓမ္မဟောဓမ္မကိုကျင့်သုံးပါလို့ဒီလိုပြောတယ်လောကလူတွေကကြည့်လေကိုယ်နှုတ်ကလေးကိုမထိန်နိုင်ဘူးမထိန်နိုင်တော့အမှန်ပြောရမယ်ဆိုတာဘာပြောတော့လိန်ပြောတယ်ဟုတ်ကဲ့လားတယောက်နဲ့တယောက်ညီညွတ်အောင်စိတ်ဆက်ပြီးတော့ပေးရမယ်အစားဘာဖြစ်လို့မတက်အောင်လုပ်တယ်ချိုးချိုးသားသားပြောရမယ်အစားရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်ဟောရင်းကြီးကြီးမပြောဘူးရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်အကျိုးမဲ့တဲ့အဖြစ်အတင်းအဖြစ်တွေပြောတယ်ဆိုတော့လူတွေရဲ့နှုတ်နဲ့မကောင်းမှုအကုသိုလ်တွေအတ္တမတွေကိုလေ့ကျင့်ပြီးတော့နေကြတယ်အဲ့ဒီလိုနှုတ်နဲ့အတ္တမတွေကိုကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခဝေးလိမ့်မယ်တဲ့ဒါကြောင့်မို့ဓမ္မကိုကျင့်သုံးပါလို့ဒီလိုဟောတာနော်နောက်ကာယဒုစရိုက်နဲ့ကာယတုစရိုက်၃ပါးသူများတဲ့တတ်တာသူများဥစ္စာခိုးတာသူများဥစ္စာကိုမတရားနည်းနဲ့ရယူတာကာမဂုဏ်အာယုကိစ္စတွေမှာကာမကိစ္စတွေမှာဓမ္မနဲ့ဆန့်ကျင်ပြီးတော့မှားမှားယွင်းယွင်းကျင့်သုံးတာလို့အဲ့ဒါကအဓမ္မသူများတက်ကတတ်ခြင်းမှရှောင်ကျင်တယ်သူများဥစ္စာရယူခြင်းမှရှောင်ကျင်တယ်ကာမကိစ္စတွေမှာမှားမှားယွင်းယွင်းပြုလုပ်ခြင်းမှရှောင်ကျင်တယ်ဒါကဓမ္မဟောပေါင်းလိုက်တဲ့အခါကျတော့အဓမ္မကအကုသလကာမပဋ္ဌာတရား10ပါးတဲ့ဓမ္မကကုသလကာမပဋ္ဌာတရား10ပါးလောကမှာဒါပဲကျင့်ကြရှိတယ်ကိုလျှောက်နေတာဟာဓမ္မလမ်းကြောင်းပေါ်လျှောက်သလားအဓမ္မလမ်းကြောင်းပေါ်လျှောက်သလားကိုယ့်ကိုသိလားမသိဘူးလားသိတယ်ဟုတ်ကဲ့လားကိုလျှောက်နေတဲ့လမ်းကြောင်းကိုကြည့်လိုက်လို့ရှိရင်ကြည့်လေမြတ်စွာဘုရားကအာလောကကြီးကမေးတယ်ဘာကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်လဲဆိုတော့မြတ်စွာဘုရားဓမ္မကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်ဓမ္မကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်ဆိုတာဘာပြောတော့သူများအသက်တတ်ခြင်းမှရှောင်ရမယ်သူများဥစ္စာခိုးခြင်းမှရှောင်ရမယ်သူတော်ဘာသာမယာကျူးလွန်စော်ကားခြင်းမှရှောင်ရမယ်ဟောကိုယ်တိလက်ရောက်ရှောင်တဲ့အတကူနှုတ်နဲ့ပတ်သက်ပြီးလိန်ပြောတာရှောင်ရမယ်မှန်တာကိုပဲပြောရမယ်ဂုံးတိုက်တာရှောင်ရမယ်တယောက်နဲ့တယောက်ညီညွတ်အောင်သာဟောပြောပေးရမယ်ချမ်းတမ်းတဲ့စကားပြောတာရှောင်ရမယ်ယဉ်ကျေးသိမ်မွေ့စွာပြောရမယ်အကျိုးမဲ့တဲ့စကားပြောတာတွေရှောင်ရမယ်အကျိုးရှိတာကိုသာပြောရမယ်ဟောဝစီသူစရိုက်သူများပစ္စည်းကိုရလိုမှုလောဘနဲ့မတွေးနဲ့သူများပျက်စီးစေလိုမှုဒေါသနဲ့မတွေးနဲ့
ကံကံဤအကျိုးကိုလက်ခံသိမြင်ကံဆိုတာရှိတယ်ကံဤအကျိုးဆိုတာရှိတယ်လက်ခံသိမြင်အဲ့ဒီအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ဒါဓမ္မ practice ပဲဟုတ်ကလားဒါကိုပြောတာဓမ္မောသူစိတ်နောဒုက္ခမာဝေတိဓမ္မကိုကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခရပါတယ်သို့သောလောကလူတွေကထင်နေတာအဓမ္မကိုကျင့်သုံးရင်လောကချမ်းသာတယ်လို့ထင်နေကြတာအထင်အမြင်ကအဲ့ဒါလိုဖြစ်နေတယ်ဟုတ်ကလားဒါကြောင့်မို့လို့ तू လဲကောင်းတယ်ထင်လို့လုပ်တာပဲလေဟိုနာဖြင့်လိန်သွားပြန်ပြီဒီနာလိန်သွားပြန်ပြီဟိုဒုက္ခရောက်ဖို့တွေကြီးပဲဒါတွေကအကုန်လုံးဟုတ်ကလားဟိုနာဖြင့်တတ်သွားပြန်ပြီဒီနာဖြင့်တတ်သွားပြန်ပြီဒါဒုက္ခရောက်မဲ့ကိစ္စတွေကြီးပဲအကုန်လုံးအဲ့ဒါကြောင့်မို့လို့ချမ်းသာဖို့အတွက်ကဓမ္မကိုကျင့်သုံးဓမ္မကိုကျင့်သုံးလို့ရှိရင်ကိုယ်လည်းချမ်းသာတယ်ပတ်ဝန်းကျင်ရောချမ်းသာတယ်နှစ်ဦးနှစ်ဝါချမ်းသာတာဒါကြောင့်မို့မြတ်စွာဘုရားကဒီအဖြေကိုဖြူလိုက်တာဘာလို့ရင်ချမ်းသာမလဲဆိုတဲ့ဘဝအရေးမှာတရားချစ်ခင်သူတော်စင်ပြိဿတ်တို့ကုသလကမ္မပဋ္ဌတရားလို့ဆိုတဲ့ဒီဓမ္မကိုကျင့်သုံးရင်ချမ်းသာတယ်လို့ဒီလိုမှတ်ရကဲဒီတဲ့အဆင့်မျက်နှာကြည့်လိုက်မယ်ဆိုရင်ဒါနသည်ဓမ္မသီလသည်ဓမ္မဘာဝနာသည်ဓမ္မဒါနကောင်းမှုပြုရင်ဒါနကုသိုလ်သီလဆောက်တည်လို့ရှိရင်သီလကုသိုလ်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကိုကျင့်မယ်ဆိုလို့ရှိရင်ဘာဝနာကုသိုလ်အဲ့ဒီကုသလဓမ္မတွေကျင့်သုံးရင်ရောမချမ်းသာဘူးလားဆိုချမ်းသာတယ်ချမ်းသာခြင်းရဲ့အကြောင်းပဲတဲ့ဒါကိုဖြေတာကိုဘဝအရေးမှာကိုရှောက်နေတာဒီလမ်းဟုတ်ကလားကိုယ့်ဘက်ကိုဆန်းစစ်ရမယ်နော်ကဲနောက်ထပ်မေးခွန်းတစ်ခုသူကမေးတယ်ဒီမေးခွန်းတွေကိုမြတ်စွာဘုရားကတစ်ခုစီတစ်ခုစီဖြေသွားတော့သူလည်းခြေနှက်သွားပြီဆက်မေးတယ်ဗာမေးတော့ဆိုကိတုတာထုတတံတာထုတရံရတနာအရသာတွေထဲမှာအကောင်းဆုံးရတာဘာလဲကဲဒီအဖြေလေးကိုစဉ်းစားကြည့်လိုက်လောကလူတွေကိုဒီအမေးမေးလို့ရှိရင်ဝက်သားကြိုက်တဲ့လူကဝက်သားလို့မပြောပေဘူးလားဒါကြောင့်ဗမာစကားတော်ဆိုသေးနော်အတိတရက်တဲ့အသားဝက်ဟုတ်ကလားတရတိကြိုက်တဲ့လူကထည့်ပြီးတော့ပြောတာကောင်းတယ်လို့အရသာရှိဆုံးလို့ဒီလိုထင်ကြလောကလူတွေကအရသာရှိတယ်ဆိုကိုကြိုက်တဲ့ဟာကိုအရသာရှိဆုံးလို့ထင်ကြပြီးတော့ပြောကြတာပဲအမျိုးမျိုးဖြေအဲ့ဒီကောင်းတယ်ဆိုတဲ့အရသာတွေဟာအကန့်အသတ်နဲ့ကြီးပဲအကုန်ကဲဝက်သားကြိုက်တဲ့လူတွေကိုနေတိုင်းဝက်သားကြီးချက်ကျွေးလို့ရှင် तू စားနိုင်မလားမစားနိုင်ဘူးလားကိုယ့်ကိုယ်ပဲစဉ်းစားကြည့်ကောင်းတယ်ဆိုတဲ့အရသာကိုနေတိုင်းကျွေးမယ်ဒါကြီးကျွေးမယ်ဒီပုဂ္ဂိုလ်ကမစားနိုင်တော့ဘူးအဲ့တော့မြတ်စွာဘုရားရဲ့အဖြေကလောကလူတွေရဲ့မဖြေနိုင်တဲ့အဖြေမျိုးမသိနိုင်တဲ့အဖြေမျိုးကိုဖြေထားတယ်မှန်လဲလုံးဝမှန်တဲ့အဖြေမျိုးမြတ်စွာဘုရားကသစ္ဆံတာဓုတရံရတနာလောကမှာအကောင်းဆုံးအရသာသစ္စာပဲမှန်တာကိုပြောတဲ့သစ္စာစကားဘာဖြစ်လို့ကောင်းတဲ့အရသာပြောတာတုံးလို့ဆိုလောကလူတွေဟာမှန်တဲ့စကားကိုပြောနေလို့ရှိရင်နွယ်မြက်သစ်ပင်တောင်ဆေးဘက်ဝင်နေဆိုမဟုတ်လားဝစီသစ္စာနဲ့ပြောရင်အရာခတ်သိမ်းကိုအကုန်အောင်မြင်နိုင်တယ်ဒါကြောင့်မလို့သူလို့ကောင်းတဲ့အရာသာဘယ်တော့မှဤမသွားဘူးဝက်သားစားရင်ဤသွားမယ်အချိုတွေစားရင်လည်းဤသွားမယ်အချင်းတွေလည်းကြာရှည်မစားနိုင်ဘူးဒီပြင်အရာသာတွေကအတိုင်းတာအခန့်တတ်တဲ့ကြီးပဲမှန်တဲ့စကားဟာအကျင့်တရားပြောလေအရသာမပြတ်ဘူးဟုတ်ကဲ့အကျင့်တရားပြောလေအရသာမပြတ်ဘူးရလာတဲ့အကျိုးကလည်းပဲအင်မတန်ကြီးမားတယ်လူသားကိုမဆိုထားပြီဘုရားအလောင်းလေးငုံဖြစ်စဉ်ကနေပြီးတော့မိတွေလောင်းလာတဲ့အခါကျတော့မှန်တာကိုသူပြောလိုက်တယ်တန်တိပက္ခအပဒနာသူ့မှာအတောင်တော့ပေါက်ပြီးမပြန်နိုင်သေးဘူးတဲ့တန်တိပါဒအဝိဇ္ဇနာခြေတော့တော်ရှိတယ်လမ်းမလျှောက်နိုင်သေးဘူးတဲ့မာတာပိတာစနိခန္ဓာအမေရိဖေတွေကလည်းထွက်ပြေးကုန်ကြပြီဟောသူပြောတဲ့စကားသုံးခုစလုံးမှန်တယ်အဲ့ဒီမှန်တဲ့စကားကြောင့်တော်မီကြီးသူ့ကိုရှောင်သွားပါစေဆိုလုံးဝမီးကသူ့စီရောက်မလာနိုင်ဒါမှန်တဲ့စကားရဲ့အရသာရှိဖို့ဟုတ်ကဲ့ဘေးရန်အန္တရာယ်တွေကိုလည်းကာကွယ်နိုင်တယ်
သို့သောလောကလူတွေကမှန်တဲ့စကားကိုရတာခံပြီးပြောနိုင်လားလဲဆိုမပြောနိုင်ဘူးမပြောနိုင်လို့မှန်တာကိုပြောရရင်လင်္ကာမချောဘူးတဲ့ဒါကြောင့်မို့မူသားမပါလင်္ကာမချောတာပြောတာနော်မှန်တာပြောရရင်စကားတဲမချိုးလို့တဲပြီးတော့အဆင်မပြေလို့နည်းနည်းလေးတော့သူကအလိန်အကောက်ကလေးထည့်လိုက်ချင်တာမူသားမပါလင်္ကာမချောဆိုပြီးတော့လင်္ကာချောအောင်လိန်တာလေးတော့ထည့်ကျင်သေးတယ်ပေါ့အဲ့လောက်ထိအောင်မှန်တဲ့စကားကဝေးကွာနေကြတယ်ဟောမြတ်စွာဘုရားကလောကမှာအရသာရှိဆုံးအကောင်းဆုံးအရသာတွေထဲမှာအကောင်းဆုံးအရသာဆိုတာဝစီသစ္စာကိုပြောတာပါတဲ့အမှန်ပြောတာဟာအရသာရှိဆုံးပဲဘယ်တော့မှလည်းဤမသွားဘူးတဲ့အမှန်ပြောရသည့်အတွက်ကြောင့်ဤမသွားဘူးဒါပေမဲ့လိန်တတ်တဲ့ပုဂ္ဂိုလ်တွေကတော့အမှန်ပြောချင်မှာမဟုတ်ဘူးနော်ဟောဘဝအရေးမှာဒါဖြင့်တို့တွေဟာအကောင်းဆုံးသောအရသာကိုစားဖို့လိုအပ်နေတယ်ဘာတော့ဆိုရင်မှန်ကန်တဲ့စကားမှန်ကန်တဲ့စကားကိုပြောပြီးတော့သစ္စာဆုံးမဲ့ဆိုရင်ကိုလိုချင်တာတွေလုပ်လို့ရပါတယ်စမ်းကြည့်ပေါ့မဟုတ်တာတော့မပါစေနဲ့လင်္ကာချောအောင်တော့သွားမထည့်နဲ့နော်လင်္ကာချောအောင်တော့မထည့်နဲ့ဆိုပါစို့ဘုရားရှိခိုးမှာပြင်းတဲ့လူကလည်းဆိုလို့ရတယ်ကျွန်ုပ်ဒီနေ့စဉ်နဲ့အမျှဘုရားရှိခိုးမှာအလွန်ပြင်းပါတယ်ဘယ်တော့မှလည်းဘုရားရှိမခိုးပါဘူးဒီမှန်သောစကားကိုဆိုရတော့ကြောင်းဆိုရတယ်တခုခုလိုချင်တာကိုပြောဟုတ်ကဲ့လားစွမ်းအားတတ္တိပြည့်လာတဲ့နေ့မှာအောင်မြင်လာမှာပဲတခုမဟုတ်တာလှုပ်တာလည်းပဲမဟုတ်တာလှုပ်တာကို तू ကသစ္စာဆိုလို့ရတယ်သစ္စာဆိုတာမှန်တာကိုပြောတာမှန်တာကိုပြောတာဒါကြောင့်မို့လို့သစ္စာဆိုတဲ့စကားတစ်ခုဟာအင်မတန်မှအရသာရှိတဲ့အရာတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားဒီမှာဖြေတယ်နောက်တစ်ခုမေးခွန်းတစ်ခုကဘာတော့ तू ကဆက်မေးတယ်အရှင်ဘုရားတဲ့လောကလူတွေကဘဝအသက်ရှိဖို့အတွက်ဤမျိုးနဲ့အသက်ရှင်နေကြတယ်ဘာနဲ့အသက်ရှင်ရင်အကောင်းဆုံးဖြစ်မလဲဘာနဲ့အသက်ရှင်ရမလဲလူတွေကတော့အမျိုးမျိုးပေါ့အဖြေထွက်ကြမှာပေါ့ထမင်းစားပြီးအသက်ရှင်တဲ့လူရှိတယ်အလောက်ကိုင်အမျိုးမျိုးနဲ့အသက်ရှင်ကြတာရှိတယ်ဝန်ထမ်းအလုံးမျိုးစုံနဲ့အသက်ရှင်ကြတာရှိတယ်အဲ့ဒါလို့အသက်မွေးအသက်ရှင်ဖို့လုပ်ငန်းတွေအများကြီးထဲမှာဘာနဲ့အသက်ရှင်တာအကောင်းဆုံးလို့ဆိုရင်မြတ်စွာဘုရားကဖြေတယ်ပညာဇီဝေဇီဝိတမဟုတ္တအသက်ရှင်ဖို့အသက်မွေးနေတဲ့ထဲမှာပညာနဲ့အသက်ရှင်တာအကောင်းဆုံးပဲအသိပညာနဲ့အသက်ရှင်တာအကောင်းဆုံးလို့ဆိုလို့လောကမှာအကောင်းဆုံးအကြောင်းကျိုးမှမသိတဲ့ပုဂ္ဂိုလ်ဘဝတယောက်ရဲ့အသက်ရှင်နေမှုဟာတန်ဖိုးမရှိပါဘူးဟုတ်ကဲ့လားအရာရာအကောင်းတဲ့အဆိုအကြောင်းနဲ့အကျိုးခွဲခြားသိပြီးတော့ထိုအသိပညာနဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်ကမှတကယ်ကောင်းမြတ်ဆုံးအသက်ရှင်ဆိုလိုတာကတော့လူဘဝရလာလို့လူဖြစ်လာလို့ရှိရင်ပညာရှိပါစေပညာဆိုတာအခုခေတ်ပြောတဲ့သင်ထားတဲ့အတတ်ပညာတွေကိုပြောတာမဟုတ်ဘူးနော်အကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုခွဲခြားသိတတ်တဲ့အသိဉာဏ်ကိုပြောတာအဲ့ဒီအသိဉာဏ်တွေရဖို့ရဆိုတာပညာသင်ရတယ်ပေါ့သိထားတဲ့ပညာပေါ်မှာထပ်ဆင့်ပြီးတော့စဉ်းစားတတ်တဲ့အသိဉာဏ်မျိုးဟာအမတန်မှအရေးကြီးတယ်ဒီတဲ့အစင်းမြင့်လာလို့ရှိရင်လည်းကြည့်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဟောထားတယ်လေသင်္ခါရတရားတွေရဲ့သဘာဝကိုမသိဘဲနဲ့အနှစ်တရာအသက်ရှည်ရတာဟာတဲ့သင်္ခါရတရားတွေရဲ့သဘာဝကိုသိတဲ့အသိဉာဏ်နဲ့တနေ့တာအသက်ရှင်ရတာကပိုကောင်းတယ်ကိုဟာကမကောင်းဘူးအနှစ်တရာအသက်ရှည်နေပြီမဲ့လို့အသိဉာဏ်ကင်းမဲ့ပြီးတော့အသက်ရှင်မယ်ဆိုရင်အနှစ်တရာဒီအသိဉာဏ်နဲ့အသက်ရှည်ရတဲ့တနေ့တာလောက်တန်ဖိုးမရှိဘူးလို့ဒီလိုဟောတာအဲ့ဒါကြောင့်မို့လို့အသိပညာဆိုတဲ့နေရာမှာလောကီပညာပဲဖြစ်စေလောကုတ္တရာပညာပဲဖြစ်စေအကြောင်းကျိုးအကောင်းဆုံးကိုသိပြီးတော့လူဘဝရဲ့ကိုယ်ဘဝလမ်းကြောင်းကိုရှောက်လန်းဖို့ရကိုယ်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့အသိဉာဏ်အ ਨੇ ဆုံးရှိဖို့လိုအပ်တယ်တဲ့ဒီတဲ့အစင်းမြင့်လာလို့ရှိရင်ဝိပဿနာပညာတို့မဲ့ပညာတို့ဒါတွေရှိရမှာပေါ့ဟုတ်ကဲ့လား
အဲ့ဒီအစင်းမြင့်တဲ့ဓမ္မပညာတွေထိအောင်ရှိရအဲ့တော့လောကမှာပညာမဲ့တို့ရဲ့အသက်ရှင်မှုသည်လုံးဝတန်ဖိုးမရှိတဲ့ပညာရှိနဲ့အသက်ရှင်ရတာတန်ဖိုးရှိတယ်ဩပညာရှိပြီဆိုလို့ရှိရင်ဘဝအရေးလဲစိတ်မအေးရပေဘူးလားစိတ်အေးရတယ်ဟောကြည့်အာလဝကကြီးကမေးတဲ့မေးခွန်းတွေကိုမြတ်စွာဘုရားဖြေလိုက်တယ်ဒီလိုကဲကောင်းပြီလောကကြီးမှာလူတွေအတွက်အမတန်အသုံးဝင်တဲ့မေးခွန်းနဲ့အဖြေတွေပဲနောက်တစ်ခုကလူလောကလူရလို့ဖြစ်လာတဲ့ဘဝခရီးလျှောက်လန်းလာပြီဆိုတဲ့အခါမှာအခက်အခဲတွေဖြတ်ကျော်ရတာမရှိဘူးလားရှိအခက်အခဲတွေကိုဖြတ်ကျော်ရမယ်ဆိုရင်ဘာနဲ့ဖြတ်ကျော်မလဲဘာရှိဖို့လိုလဲဒါအဲ့ဒီမေးခွန်းလေးကိုထပ်မေးလာဆိုပါစို့ကိုသွားမဲ့လမ်းမှာတောင်ကြရည်တွေတသင်သင်စီးနေတယ်အဲ့ဒီတောင်ကြရည်တွေကိုဩဃလို့ခေါ်တယ်ဝဲဩဃကြီးအမတန်မှပြင်းထန်တဲ့အဟုန်နဲ့စီးနေတာအဲ့ဒါကိုဖြတ်ကူးဖို့ဆိုတာအမတန်မှခဲရင်တယ်အဲ့ဒါလို့လောကမှာရှိတဲ့အခက်အခဲတွေကိုဖြတ်ကျော်ဖို့အတွက်ဘာလို့လဲဆိုရင်မြတ်စွာဘုရားကဘာနဲ့ဖြတ်ရမလို့လို့အဲ့ဒီအခက်အခဲကိုကျော်လွှားဖို့ဘာလို့တော့ဆိုရင်မြတ်စွာဘုရားကယုံကြည်ချက်လိုတယ်တဲ့ဟောတတ်တာဒီနေရာမှာတစ်ခါထားဟောနော်ယုံကြည်ချက်မရှိဘူးဆိုလို့ရှိရင်ဘဝမှာအခက်အခဲပေါင်းမြောင်များစွာကို तू ဖြတ်ကျော်နိုင်မှာမလားကျော်နိုင်မှုဘဝရဲ့အခက်အခဲတွေဩဃတွေကိုပြောမယ်ဆိုရင်ဘဝရဲ့အခက်အခဲတွေကိုပြောပြမယ်ဆိုလို့ရှိရင်ကြည့်ဘလောက်ခက်ခဲလဲဆိုရင်ကာမဂုဏ်အာယုန်ထဲမှာစိတ်ဝင်စားနေတဲ့လောဘဆိုတာအင်မတန်ကြီးမားတဲ့အရှိန်အဟုန်နဲ့မိမိတဏ္ဍာမှာဖြစ်နေတာဒါကိုစွန့်ပယ်တယ်ဆိုတာဖြတ်ကျော်တာပဲသူ့ကိုစွန့်ဖို့လွယ်ရလားမလွယ်ဘူးကာမဂုဏ်အာယုန်စိတ်တွေကိုစွန့်ပယ်ပြီးတော့တစ်ဖက်ကန်းကိုရောက်အောင်သွားဖို့ဆိုတာသိခဲနေဒါလည်းဩဃတစ်ခုပဲအေးကာမအာယုန်တွေကိုတော့စွန့်ပယ်နိုင်ပြီဇန်နေရလို့သမထကျင့်စဉ်တွေအောင်မြင်လို့သမထကျင့်စဉ်တွေနဲ့ပျော်ပြီးတော့နေတယ်အဲ့ဒီသမထကျင့်စဉ်တွေနဲ့ရထားတဲ့ဘဝတစ်ခုကိုကြော်လွှားဖို့ရကြတော့လည်းပဲအခက်အခဲတစ်ခုဖြစ်ပြန်ပြီအဲ့ဒါကြတော့ဘာနဲ့ဖြတ်မလို့ဆိုဒီတတ္ထာနဲ့ပဲဖြတ်ယုံကြည်ချက်ရှိဖို့လိုတယ်ယုံကြည်ချက်မရှိတဲ့ပုဂ္ဂိုလ်ကိုယုံကြည်ချက်မရှိဘူးကင်းမဲ့နေတဲ့ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအခက်အခဲတွေကိုကြော်လွှားဖို့မဖြစ်နိုင်ဘူးတဲ့တရားကျင့်တဲ့ပဲနေရာမှာပဲဖြစ်စေလောကအရေးမှာပဲဖြစ်စေဟုတ်လားအခက်အခဲတွေကိုကြော်လွှားဖို့ဆိုတာနံပါတ်1ကဘာအရေးကြီးတာလဲတော့ယုံကြည်ချက်တဲ့ဟုတ်ကဲ့လားယုံကြည်ချက်နဲ့ကြော်ဖြတ်ရမယ်တဲ့အခက်အခဲတွေကိုဒါအာလဝကမေးတာဘဝမှာအခက်အခဲတွေနဲ့ကြုံလာရင်ဘာနဲ့ကြော်ဖြတ်ယုံကြည်ချက်နဲ့ကြော်ဖြတ်ယုံကြည်ချက်ရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအခက်အခဲတွေကိုကြော်လွှားနိုင်တယ်နောက်တစ်ခုကသိကျေပြောတဲ့သိဝေးလံတဲ့အရာတစ်ခုဖြတ်ကူးမယ်ဆိုပါစို့မြစ်ပင်လယ်ကြီးကိုဖြတ်ကူးမယ်ပင်လယ်ပြင်ကြီးကိုဖြတ်ကူးတော့မယ်လူလောကမှာဘဝခရီးကြီးကိုရှောက်ကြမယ်ဒါပင်လယ်ကြီးကူးနေရတာနဲ့အတူတူပဲအမတန်မှကျေပြောတဲ့ဘဝကြီးတစ်ခုကိုဖြတ်ကူးနေရဘာနဲ့ဖြတ်ကူးမလဲမြတ်စွာဘုရားကအပ္ပမာဒေနအနဝံကာမဂုဏ်အာယုန်ဒီပေါ်မှာစိတ်လွတ်မထားပဲနဲ့ကုသိုလ်ကောင်းမှုပေါ်မှာအမြဲတမ်းတတိယနေတဲ့အပ္ပမာဒဆိုတဲ့တတိနဲ့ဖြတ်ကူးရမယ်တဲ့ထားကြပါကြည့်လေအဲ့လိုမကူးနိုင်ဘူးဆိုလို့ရှိရင်ကြည့်လူတွေဟာဘလောက်ကျယ်ပြောတာတော့ဆိုမျက်စိကမြင်ရတဲ့အရာတွေဟာအများကြီးကျယ်ပြောတယ်နားကကြားရတဲ့အသံတွေဟာလည်းအလွန်အများကြီးကျယ်ပြောတယ်ဒါကြီးကဖြတ်ကူးဖို့ရတော်တော်ခက်တယ်ဖြတ်ကူးတယ်ဆိုတာဒါကြီးကိုကြော်လွှားသွားဖို့ရအမတန်မှခက်တယ်ဟုတ်ကလားမျက်စိနဲ့မြင်ပြီးတော့ပျော်ရွှင်မှုကြီးကိုဖြတ်ကျော်ဖို့ခက်တယ်နားကအတန်ကြားပြီးတော့ตาရတဲ့အတန်တွေပေါ်မှာပျော်မြူးနေတာကိုဖြတ်ကျော်ဖို့ရခက်တယ်လျှာကအရသာခံနေတာတို့နှာခေါင်းကမွေးကြိုင်တဲ့အနံ့ပေါ်မှာပျော်ရွှင်နေတာတို့ခန္ဓာကိုယ်ကနေပြီးတော့ထိတွေ့ပြီးတော့အရာတွေပေါ်မှာပျော်ရွှင်မှုတွေဆိုတာဒါတွေကိုဖြတ်ကျော်ဖို့ဆိုတာအလွန်တရာအာယုံ၅ပါးကာမဂုဏ်တရားတွေဟာဖြတ်ကျော်သွားဖို့အမတန်မှခဲနေကျယ်ပြောနေတယ်အဲ့ဒါတွေကိုဖြတ်ကျော်ခြင်းလို့ရှိရင်တတိကြီးစွာထားပြီးဖြတ်ကျော်ရမယ်ဟောတတိကိုတိဆောက်တယ်ဆိုတာကြည့်လေတတိပဋ္ဌာန်တရားပွားတဲ့အခါမှာလူတွေဟာဘလောက်တတိမေတ္တတလဲဆိုတာတတိပဋ္ဌာန်တရားပွားပြီးတော့ကြည့်တဲ့အခါမှာ
ကိုနှာခေါင်းကအမြဲတမ်းလေးထွက်နေတာကိုပဲအစင်ထာဝရထွက်တိုင်းသိဖို့ဆိုတဲ့အသိရှိရလားမရှိဘူးနော်မေ့သွားတာတွေကြီးပဲများတယ်ကိုဘာလုပ်နေတယ်ဆိုတာမေ့လူတွေကတော့ကိုယ့်ကိုယ်တတိရှိတယ်လို့ထင်ကြတယ်သို့တော့လူတွေရဲ့လုပ်နေတာနဲ့တွေးနေတာနဲ့တခြားစီဥပမာပဲလူကတော့ထိုင်းနေတယ်ဘယ်ရောက်နေတော့စိတ်ကတခြားရောက်လူကတော့အိတ်နေတယ်စိတ်ကတခြားရောက်အဲ့ဒါဟာမေ့နေတယ်လို့ခေါ်တယ်နော်ဒါပေမဲ့လူတွေကအဲ့ဒါကိုမေ့နေတယ်လို့မထင်ဘူးအတိရှိနေတယ်လို့ပဲထင်တယ်ကိုထိုင်းနေတာဆိုတာထိုင်းနေတယ်လို့မသိဘူးလေအိတ်နေရင်လည်းအိတ်နေတယ်လို့မသိဘူးသွားနေရင်လည်းသွားနေတယ်လို့မသိဘူးဘာလို့လို့စိတ်ကတနေရာရောက်နေတယ်လေအမြဲတမ်းဘာနဲ့ဥပမာတူတော့ဆိုလို့ချင်းအိမ်ကတကားဖွင့်ပြစ်ခဲ့ပြီးတော့သွားကြံသွားနေတာနဲ့မတူဘူးလားကိုယ်ခန္ဓာကိုယ်ထဲမှာစိတ်မရှိဘူးတခြားရောက်နေတယ်အဲ့ဒါကြောင့်မို့လို့ဒီအမတန်ကျေပြောတဲ့ဘဝခရီးကြီးကိုဖြတ်ကူးတဲ့နေရာမှာကိုဘာလုပ်နေတယ်ဆိုတဲ့ပုံမှာထားနိုင်တဲ့တတိဟာအမတန်မှအရေးပါတယ်လို့ဆိုပြီးမြတ်စွာဘုရားတောင်းဖြေတယ်ကဲနောက်တစ်ခုကဆင်းရဲဒုက္ခတွေကိုကျော်လွှားဖို့အတွက်ဘာအရေးကြီးတယ်ဘာနဲ့ဆင်းရဲဒုက္ခတွေကိုကျော်ဖြတ်မလဲတဲ့ခုနတုန်းကအခက်ခဲကိုကျော်ဖြတ်တယ်ကျေပြောတဲ့အရာကြီးကိုဖြတ်ကူးတယ်အခုတခါဒုက္ခကိုဘာနဲ့ဖယ်ရှားနိုင်တုံးဆိုရင်ဝိရိယတဲ့မြတ်စွာဘုရားကျိုးပန်းအထောက်မှုဖြင့်သာလဲဆင်းရဲဒုက္ခကိုဖယ်ရှားပြနိုင်တယ်ဒါဆင်းရဲမှုတွေကိုဆင်းရဲမှုတန်တရားကိုကျော်လွှားခြင်းလို့ရှိရင်ကြိုးစားကြရမှာပေါ့ဒါပြောတာပေါ့ဟုတ်ကဲ့လားမကြိုးစားပဲနဲ့ဆင်းရဲမှုတန်တရားကြီးကနေမလွတ်မြောက်နိုင်ဘူးဒါကြောင့်မို့လွတ်မြောက်ဖို့ရအတွက်ဝိရိယနဲ့ကြိုးစားအထောက်ကြရမယ်ဒါဖြင့်လောကလူတွေရဲ့စိတ်ဟာဖြူစင်တော့အောင်ဘာနဲ့လုပ်ရမလို့ဆိုရင်မြတ်စွာဘုရားကပညာယပရိသုစတိပညာဖြင့်ပဲဆေးကြောလို့ရမယ်လူတွေရဲ့စိတ်ဟာကဲပညာနဲ့ဆေးကြောတယ်ဆိုရင်ကိုယ်စိတ်ထဲမှာကြည့်လေနာနဲ့မိုးတော့လင်းရောက်လို့မျက်စိလေးနှလုံးပွင့်လာတဲ့အချိန်ကနေစပြီးတော့ကိုယ်စိတ်ကို check in လုပ်ဘာတွေတွေးနေလဲကိုယ်စိတ်ထဲမှာလောဘရှိနေလားဒေါသရှိနေသလားမောဟရှိနေသလားစိတ်ရဲ့အညစ်အကြေးတွေရှိသလားအာယုန်နဲ့တွေ့ရင်စိတ်ဟာအညစ်အကြေးတွေနဲ့ရှိနေသလားဆိုတာကိုယ့်အကို check in လုပ်ရမယ်လုပ်တဲ့အခါကျတော့ဉာဏ်မရှိရင်သိပါမလားမသိဘူးတဲ့စိတ်ရဲ့အညစ်အကြေးကြည့်နော်ကိုဝတ်တဲ့အဝတ်မှာတော့ပေးတယ်ဆိုရင်မသိဘူးလားသိတယ်စိတ်မှာလည်းပဲအဲ့ဒါညစ်ပေလာရင်သိရမသိရင်ဒီညစ်ပေမှုကိုဖယ်ရှားနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့စိတ်ရဲ့အညစ်အကြေးကိုသိဖို့ရအတွက်ပညာလိုအပ်တယ်ပညာနဲ့သာလျှင်စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြနိုင်ပါတယ်တဲ့ဒါကြောင့်မို့သိအောင်ကြိုးစားရမယ်လို့ဒီလိုပြောတာကိုယ်စိတ်လေးဖြူစင်ဖို့အရာစကားပြောရင်တော့လွယ်တာပေါ့စိတ်ဖြူစင်အောင်ထားဖြူစင်အောင်ထားဆိုတာဘယ်ဟာကဖြူစင်တာတော့ဘယ်ဟာမဲတာတော့မှမသိရင်ဘယ်လိုလုပ်ဖြူစင်အောင်ထားမလဲမသိနိုင်ဘူးဟုတ်ကဲ့လားဖြူစင်တာကိုမဲတယ်ထင်နေတယ်မဲတာကိုဖြူတယ်ထင်နေလို့ရှိရင်ဘယ်လိုလုပ်ဖြူစင်အောင်လုပ်လို့ရအောင်နော်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီမေးခွန်းတွေကိုဒီလိုဖြေလိုက်တာအဲ့ဒါလိုဖြေလိုက်တော့နောက်ထပ်မေးခွန်းတွေဆက်ပြီးတော့တက်လာတယ်အာလဝကကြီးကမေးခွန်းတွေတစ်ခုပြီးတစ်ခုမေးတာနောက်တစ်ခုပညာနဲ့ဖြူစင်အောင်လုပ်ရတယ်ဆိုတော့ဒါဖြင့်ဒီလိုစိတ်ထက်ကိုဖြူစင်စေတတ်တဲ့ပညာမျိုးဟာဘယ်လိုလုပ်ပြီးရအောင်ယူမလဲဟောဒါမေးခွန်းတစ်ခုပညာကိုဘယ်လိုလုပ်ယူရမလဲမြတ်စွာဘုရားကပညာရတဲ့နည်းကိုပြောတယ်သုတ်တုတာလဘတိပညာနဲ့နားလေခြင်းနဲ့စိတ်နားထောင်ခြင်းနဲ့စိတ်နားထောင်ခြင်းနဲ့ဆန္ဒရှိရင်ပညာရပါတယ်ဟောကြည့်လေတရားပွဲလာတရားနာတယ်ဆိုပညာမရဘူးလားဒါနာခြင်းနဲ့စိတ်အရင်ကြောင့်မို့လို့နာခြင်းနဲ့စိတ်ကြောင့်ဒီပညာရတာတရားနာနေတဲ့အချိန်လည်းပဲကြိုးစားပြီးတော့မှတ်မှတ်သားသားနာမယ်ဆိုတဲ့စိတ်ရှိတဲ့လူကမမှတ်မိဘူးလားအေးဒါကိုပြောတာမြတ်စွာဘုရားကပညာရချင်တယ်ဆိုရင်တတ်ချင်တဲ့စိတ်ကအဓိကဟောတတ်ချင်တဲ့စိတ်ရှိရင်တတ်ပြီရှင်းတော့ကဆရာတော်ကြီးတို့ကပြောတယ်မင်းစာတတ်ချင်လားလို့တတ်ချင်ပါလေအေးတတ်ချင်တတ်ပြီကွာလို့ပြောဘာဖြစ်လို့တော့ဆိုရင်တတ်ချင်တဲ့စိတ်ဟာဒါမဟုတ်ဘူးပဲစာတတ်ဖို့ရအတွက်တတ်ချင်တဲ့စိတ်ဟာအဓိကကြ
ဒါကြောင့်မို့လို့ပညာရဖို့ရအတွက်ပညာရခြင်းနဲ့သင်ခြင်းနဲ့စိတ်ဟာအဓိကမကြဘူးလားကြားတယ်သင်ခြင်းနဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ကမှပညာကိုရအောင်သင်တာတဲ့ဒါကြောင့်မို့မြတ်စွာဘုရားသုတ္တုတလဗ္ဗတိပညာပညာဆိုလဲခုနလိုအဆင့်ဆင့်ပဲလောကီပညာရှိတယ်လောကုတ္တရာပညာရှိတယ်သိခြင်းနဲ့ပညာတစ်ခုတည်းတစ်ခုမြင်လာတယ်ဝိပဿနာပညာဆိုတာဘယ်လိုဟာတော့မဲ့ပညာဆိုတာဘယ်လိုဟာတော့တတ်ချင်လာတယ်တတ်ချင်လို့ကြိုးစားတယ်သင်တယ်ဟောဒါမြတ်စွာဘုရားပညာရခြင်းအကြောင်းကိုရှင်းဒါဖြင့်ဗျာလောကီလူတွေဘဝမှာနေ့စဉ်သုံးဖို့ပစ္စည်းဥစ္စာမရှိရင်လည်းမဖြစ်ဘူးတဲ့ဘဝအရေးမှာနေ့စဉ်စားဖို့အတွက်ပစ္စည်းဥစ္စာကရှိဖို့လိုသေးတယ်ခုနကပြောရတဲ့ပစ္စည်းဥစ္စာကတတ္ထာဆိုတဲ့ပစ္စည်းဥစ္စာအခိုင်အမာဆုံးကိုရည်ညွှန်းပြီးတော့ပြောတာနေ့စဉ်စားဖို့အတွက်ပတ်စံရောမလိုအပ်ဘူးလားလိုအပ်တယ်အဲ့ဒီလိုလောကီဓနတွေရဖို့အတွက်ကြတော့ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဥဋ္ဌာတဝိန္ဒတိဓနံတဲ့လုံလဝိရိယရှိကြိုးစားပါဟုတ်ကဲ့လားပတိရူပကာရီဒုရဝါဥဋ္ဌာတဝိန္ဒတိဓနံပစ္စည်းဥစ္စာရခြင်းရနိုင်တဲ့နိလန်းကိုကျင့်သုံးတဲ့ကြိုးစားတဲ့လုံလဝိရိယရှိရမယ်တဲ့လုံလဝိရိယရှိပြီးတော့တက်တက်ကြွကြွကြိုးစားအထုတ်ကြိုးအထုတ်လို့ရှိရင်လောကမှာရှိတဲ့စိဘဥစ္စာတွေတိုးတက်လာနိုင်တယ်ဒါကတော့ဟုတ်တာပဲမှန်နော်မြတ်စွာဘုရားပြောတဲ့ထဲမှာပฏิရူပကာရီဆိုတာပါသေးတယ်အဲ့ဒါဘာကိုရည်ညွှန်းတာတော့ဆိုရင်ပစ္စည်းဥစ္စာကြီးပွားခြင်းရခြင်းအတွက်ကကြိုးစားဆိုတာဒါအဓိကတစ်ခုအဲ့ဒီကြိုးစားဆိုတဲ့ထဲမှာဘာတွေပါတော့လို့ဆိုသုတ်တန်တစ်ခုမှာမြတ်စွာဘုရားဤပညာကျွမ်းကျင်မှုလုပ်ငန်းကျွမ်းကျင်မှုပါရမယ်ဇွဲကောင်းမှုပါရမယ်ဤပညာပါရမယ်ဟောသုံးခုကြိုးစားတိုင်းလည်းရကြမှာရမယ်လေတာမန်ကြိုးစားပြီးတော့ဤပညာမပါရင်အောင်မြင်မှာမလားအေးလုပ်ငန်းမကျွမ်းကျင်ရောအောင်မြင်မှာမလားမအောင်မြင်ဘူးအဲ့ဒါကြောင့်မို့လို့ကြိုးစားဆိုတဲ့ထဲမှာလုပ်ငန်းကျွမ်းကျင်မှုရဲ့ဇွဲကောင်းမှုရဲ့ဤပညာရဲ့ခုခေတ်လိုပြောလို့ရှိရင်ဒါမှမဟုတ် technology ဆိုတာအရေးကြီးတယ်လို့ပြောတယ်နော်ဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2500ရဲ့ဒါပြောခဲ့ပြီးသားစီးပွားရေးပညာနဲ့ပတ်သက်ပြီးကြိုးစားအထောက်လို့ရှိရင်ပစ္စည်းဥစ္စာရနိုင်တယ်ဟောဒါတစ်ခုနောက်တစ်ခုသူကဆက်မေးတယ်လောကမှာပစ္စည်းဥစ္စာတော့ရှိပါပြီတချို့ကြတော့အကျော်စောမဲ့တယ်ဂုံသတင်းမရှိကြဘူးပေါ့လူဆိုတာပတ်စံရှိုံနေမကဘူးဂုံသတင်းကလည်းမလိုချင်ဘူးလားမဲ့လေလူကြားထဲမှာသူကလည်းနာမည်လေးကထွက်ချင်သေးတာကိုနာမည်လေးကရချင်တယ်လူတိုင်းမှာဟုတ်ကဲ့လားပတ်စံလေးရှိလာရင်နာမည်လေးရချင်လားဒါဖြင့်နာမည်ရချင်လို့ရှိရင်ဘာလို့ရမလို့ဗျာတဲ့ကိုဘဝအရေးမှာနာမည်ကလေးနာမည်ကောင်းလေးထွက်ချင်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဖြေတာသစ္စေနကိဋ္တိပပ္ပောတိတဲ့မင်းမှန်ကန်ဖို့လိုတယ်တဲ့မှန်ကန်ရင်နာမည်ရပါတယ်ဟုတ်ကဲ့လားဘာလို့အမှန်တရားပေါ်မှာယက်တည်ပြီးလုပ်ဖို့လိုတယ်အရာထဲမှာလည်းကြည့်လေဟာဒီလူကလူမှန်ဆိုသူမလေးစားကြဘူးလားလေးစားတယ်ဒီလူကမှန်ကန်တယ်ဘယ်တော့မှမဟုတ်တာမလုပ်ဘူးမှန်ကန်တယ်သမာဓိရှိတယ်ဆိုပြီးဟောဂုံတရင်ကထွက်လာတာပဲလေအရာထဲမှာအ ਨੇ ဆုံးဒီဂုံတရင်ကထွက်လာတာဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့သစ္စေနာဂိတ္တိပပ္ပောတိမှန်ကန်လို့ရှိရင်ဒီလူတယောက်မှာသစ္စာရှိတယ်ဂတိတည်တယ်မှန်ကန်တယ်ဆိုရင်ဒီပုဂ္ဂိုလ်ကကြော်စောလာတာပဲတဲ့မှန်ကန်လို့ရှိရင် तू ကထင်ရှားကြော်စောလာတယ်ကောင်းပြီဗျာတဲ့ထင်ရှားကြော်စောလာတယ်လူဘဝမှာလူတွေကပစ္စည်းလဲရခြင်းတယ်ထင်ပေါ်ကြော်ကြားမှုလဲလိုခြင်းတယ်ထင်ပေါ်ကြော်ကြားပြီးတဲ့အခါတချို့ကအပေါင်းအသင်းမိတ်ဆွေတွေရောမများကြဘူးလားအေးပေါင်းအသင်းမိတ်ဆွေများကြတာမှလူတွေမှာပြောကြတယ်လေတရွာကိုတကြီးဆောက်ဆိုတာတောင်လုပ်သေးတယ်ဟုတ်ကဲ့လားတရွာတကြီးဆောက်ဆိုတာကိုယ်တော်နေလိုက်ဆောက်ခိုင်းတာမဟုတ်ဘူးတရွာမှာမိတ်ဆွေတွေရှိရမယ်လို့ပြောတာနော်အဲ့တော့တရွာတကြီးဆောက်ဆိုတာလို့မိတ်ဆွေတွေရကြတယ်ဆိုရင်ဒါဖြင့်မိတ်ဆွေတွေကိုခိုင်မြဲအောင်မိတ်ဆွေတွေရအောင်ဘယ်လိုလုပ်ရမလို့ဆိုတော့မြတ်စွာဘုရားကဖြေတာတထံမိတ္တာနိခန္တတိတဲ့မိတ်ဆွေတွေများများရအောင်ကတော့ပေးပါတဲ့ပေးတဲ့လူကမိတ်ဆွေများများရတယ်ဟုတ်လား
ပေးရမယ်နှမျောနေရင်မိတ်ဆွေမရှိဘူးဒါကြောင့်မို့ဗမာစကားပြောကြတယ်လေချွေရန်ဆိုတာချွေနိုင်မှရန်တယ်တဲ့ဟောချွေနိုင်မှရန်တယ်ကိုပေးနိုင်ကမ်းနိုင်လို့ရှိရင်ကိုကမိတ်ဆွေတွေမပေါ်ဘူးလားအဲ့ဒီအဓိပ္ပာယ်ကိုဘုန်းကြီးတို့ကအိန္ဒိယတို့တီဟိုတို့နေတော့ပိုးသဘောပေါက်သွားတီဟိုမှာနေတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့နိုင်ငံသားဆိုပြီးတော့လာပြီးတော့မိတ်ဆွေဖွဲ့တယ်မိတ်ဆွေထဲဖွဲ့ပြီးဟိုလေးတောင်းဒါလေးတောင်းတတ်တယ်သူတို့ဝါသနာအဲ့တော့ကိုကပေးလို့ရှိရင်မိတ်ဆွေဒါအပေါ်တာအဲ့ဒီမှာဩမြတ်စွာဘုရားကအိန္ဒိယတို့တီဟိုတို့ကြည့်ပြီးဒါဟောပုံရတယ်လို့ပေးနိုင်လို့ရှိရင်မိတ်ဆွေအလွန်ပေါ်ဟုတ်ရှိတော့ကဗမာပြည်ကတီဟိုကိုအများကြီးလှူခဲ့တယ်တီဟိုနိုင်ငံကိုအများကြီးထောက်ပံ့ခဲ့တယ်ဗမာပြည်ကအဲ့ဒီတော့ဆိုရင်မြန်မာဗမာဆိုရင်သူတို့ကဘုရုမာလို့ခေါ်တယ်ဘုရုမာဆိုရင်မသိတဲ့လူမရှိဘူးဗမာဆိုရင်မသိတဲ့လူမရှိဘူးအခုနောက်ပိုင်းရောက်တဲ့အခါကျတော့မြန်မာပြည်ကတိတ်ပြီးတော့အဲ့ဒီနဲ့အဆက်အသွယ်ပြတ်သွားဆက်သွယ်ပြတ်သွားပြီးတော့ဘသူတွေကလာပြီးတော့အဆက်အသွယ်တွေများလာတော့ဆိုထိုင်းနေရလားအဆက်အသွယ်များပြီးတော့ထိုင်းတွေကလှူတယ်တန်းတယ်ဆိုဟာထိုင်းမဲ့သိတယ်ဗမာဆိုသိမသိတော့တရံမိတ္တာနိခန္တတိဆိုတာဒါပြောတာနော်ပေးနိုင်ကမ်းနိုင်လို့ရှိရင်မိတ်ဆွေရတယ်တဲ့ဟောမြတ်စွာဘုရားဒီလိုဟောကဲကောင်းပြီဗျာတဲ့နောက်ကြတော့နောက်ဆုံးမေးခွန်းလေးရပါမေးတော့ဆိုရင်နောင်ဘဝအရေးဒီဘဝတော့ဒီလောက်ဆိုရင်လုံလောက်ပြီမိတ်ဆွေတွေလည်းပေါ်ပြီအကျော်စောတွေလည်းရပြီပစ္စည်းဥစ္စာတွေလည်းချမ်းသာနေပြီပညာလည်းရပြီဆိုမလုံလောက်သေးဘူးလားလုံလောက်သွားပြီဒါပေမဲ့နောင်ဘဝအရေးစိတ်အေးဖို့အတွက်ဘာလို့သေးတော့နောင်ဘဝအရေးစိတ်အေးဖို့အတွက်ဘာလို့သေးတော့ဆိုတော့မြတ်စွာဘုရားကသူမေးတယ်ရှင်ဘုရားနောင်ဘဝမှာစိတ်အေးဖို့အတွက်ဘာတွေလိုတော့ဘယ်တရားတွေဘယ်ရာတွေကိုကျင့်သုံးမှနောင်ဘဝအရေးစိတ်အေးမလဲဆိုတော့မြတ်စွာဘုရားသစ္ဆံဓမ္မောဒိဋ္ဌိစာကောဆိုပြီးတော့တရားလေးမျိုးကိုဟောတယ်သစ္စာဆိုတဲ့အမှန်တရားရှိဖို့လိုတယ်တဲ့ဒါနောင်ဘဝအတွက်ဓမ္မောဆိုတဲ့အသိပညာရှိဖို့လိုတယ်ဒိဋ္ဌိဆိုတဲ့လုံလဝိရိယရှိဖို့လိုတယ်စာခလို့ဆိုတဲ့ခုနစွန့်ကြဲပိတ်ကမှုဆိုတာရှိဖို့လိုတယ်ဘဝခရီးအတွက်နောင်ဘဝခရီးအတွက်စိတ်ချရအောင်ဘဝအရေးမှာစိတ်အေးရအောင်လိုအပ်တဲ့အချက်တွေကတော့မင်္ဂလာကိုပြောဖို့လိုတယ်ကိုဘဝကိုအကြောင်းနဲ့အကျိုးအကောင်းဆုံးကိုသိတဲ့ပညာလိုတယ်ချိုးပန်းအထောက်မှုလုံလဝိရိယလိုတယ်စာခလို့ဆိုကိုတယောက်တည်းမသုံးဆွဲပဲနဲ့ကိုရှိတဲ့ပစ္စည်းကိုနဲ့မျှဝေသုံးဆွဲတတ်တဲ့စွန့်ကြဲမှုဆိုတာလိုတယ်တဲ့အဲ့ဒီ၄မျိုးနဲ့ပြည့်စုံလို့ရှိရင်နောင်ဘဝအရေးစိတ်အေးရပါတယ်တဲ့ဟောမြတ်စွာဘုရားအာလောကကြီးဟောနော်အားလုံးမေခွန်းပေါင်း73ခုအဖြေ73ခုတရားချခင်သူတော်စင်ပြိဿတ်တို့ဘုရားမြတ်စွာအာလဝကသုတ်တံမှာဒါတွေကိုဟောထားတာအာလဝကကြီးရဲ့ဗိမာန်ထဲမှာသူမေးတဲ့မေခွန်းတွေဒီမေခွန်းတွေရဲ့ဒီအဖြေတွေဟာကတ္တဗမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေနဲ့ဂေါရမမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေကလုံးဝထပ်တူပါပဲကတ္တဗမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေအတိုင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကထပ်ဆင့်ဖြေတယ်ဒီသုတ်ကြီးဟာဘုရားလက်ထက်ကမေခွန်းတွေကိုဖြေထားတဲ့သုတ်တံဂေါရမမြတ်စွာဘုရားလက်ထက်မှာလည်းဖြေထားတဲ့သုတ်တံဆိုတော့ဘုရားနှစ်စုဟောထားတာလို့ဒီလိုမှတ်ရမယ်ဒီအဖြေတွေကဘုရားနှစ်စုဖြေခဲ့တဲ့အဖြေတွေဘဝအရေးစိတ်အေးဖို့ရအတွက်ကြည့်အခုပြောခဲ့တဲ့အချက်လက်တွေမိမိတို့တဏ္ဍာမှာမရှိသေးလို့ရှိရင်ရှိအောင်ကြိုးစားအထောက်ဖို့မလိုအပ်ဘူးလားဒါတရားနာပြီးရင်အရေးတကြီးလိုက်နိုင်ရမှာဒီချက်တွေကိုမှတ်သားပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အခုအာလဝကသုတ်တံကတ္တဗမြတ်စွာဘုရားလည်းဟောခဲ့တယ်ဂေါရမမြတ်စွာဘုရားလည်းဟောတော်မူတယ်အဲ့ဒီဟောတော်မူတဲ့အချက်လက်တွေမိမိတို့ရဲ့တဏ္ဍာမှာမိမိတို့ကိုယ်တိုင်လိုက်နာကျင့်သုံးကြပြီဆိုလို့ရှိရင်လူတိုင်းဟာဘဝရဲ့အရေးဒီဘဝရဲ့အရေးပဲဖြစ်စေနောက်ဘဝရဲ့အရေးပဲဖြစ်စေယခုဘဝနောက်ဘဝလို့ဆိုတဲ့ဘဝအရေးတွေမှာစိတ်အေးနေရပါပြီစိတ်ပူစရာတခုမှမရှိပါဘူးဆိုတာအာလုံးသောတရားချစ်ခင်သူတော်စင်ပရိသတ်တို့သည်ဘဝအရေးစိတ်အေးရအောင်ဟောဒီတရားများကိုကျင့်ကြံ